င်္ဂလာပါဒီကနေ့ညမှာကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကျိန်စာတင်ဖုန်ကြီးနဲ့ရွာပြောက်ကြီးဆိုတဲ့ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကကြေးလက်ရွာလေးကနေစတင်ထားပြီးခတ်တိုးတိုက်ခတ်နေတဲ့လေပြင်းတန်တွေနဲ့အတူညငှက်တွေရဲ့အော်တန်ကတစ်ချက်စိတ်ခနဲ့ခြောက်ခြားဖို့ကောင်းအောင်ထွက်ပေါ်နေတဲ့လာပညာတကောင်ရံအချိန်မှာတောတောင်တွေဝန်းရံထားတဲ့ဒီကျေးလက်ဒေသလေးမှာလာရောင်ကထိန်လင်းနေပေမဲ့ခက်စစိမ့်မြူခိုးတွေကတော့နေရာနှံ့မှာအုပ်ဆိုင်လိုနေပါတယ်ဒီလိုညမျိုးဆိုရင်ရွာခံတွေကအိမ်ပြင်ကိုခြေတလန်းတော့မထွက်ရဲကြပဲအိမ်တကားတွေကိုချက်ထိုးပြီးငိမ့်နေတတ်ကြပါတယ်ဒါပေမဲ့ဆေးဟောင်းတန်တာကြီးတွေကိုစူးစမ်းခြင်းတဲ့ကြောစွာတယောက်ကတော့ဘယ်သူစကားကိုမှနားမဝင်နိုင်ပဲဖြစ်နေခဲ့ပါတယ်ရင်နွေးချမ်းပကံလုံးလေးကိုစပွဲပေါ်ညင်သားစွာချလိုက်တဲ့အတန်လေးနဲ့အတူကျော်စွာကဆေးကလူကြီးကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးဦးတောင်းဆွေဟိုမြောက်ဘက်တောင်ကျောကရွာဟောင်းပြက်ကြီးနေရကိုကျွန်တော်သွားကြည့်ချင်လို့အဲ့ဒီကဆေးဟောင်းဖုန်ကြီးเจ้าကိုဦးတောင်းဆွေတီးထားတာလေးပြောပြပါလားဦးတောင်းဆွေကလက်ထဲကဆေးဘောလေးကိုတုံရရင်နဲ့ချလိုက်ပြီးတပ်ပြင်းဆေးကြီးတစ်ချက်ကိုပါချလိုက်ပါတယ်သူမျက်ဝန်းထဲမှာတော့ကြောင်ရွံ့မှုတွေကအထင်သာဖြတ်ပြေးသွားခဲ့ပါတယ်မသွားပါနဲ့ကောင်လေးရဲ့အဲ့ဒီနေရာကလူသူနေထိုင်တဲ့နေရာမဟုတ်တော့ဘူးလာပညာတကောင်ရံရောက်တိုင်းထူထပ်တဲ့မြူခိုးတွေကြားထဲမှာပျောက်ဆုံးနေတဲ့အဲ့ဒီရွာပြောက်ကြီးကပြပြန်ပေါ်လာတတ်တယ်အဲ့ဒီမှာတကယ်ကိုကြောက်စရာကောင်းတဲ့ကျိန်စာတွေရှိနေတယ်ကွဘာရှိလို့လဲဦးတောင်းဆွေရဲ့ကျွန်တော်ကိုအသေးစိတ်ပြောပြပါအောင်ကျော်စွာကစိတ်လှုပ်ရှားစွာနဲ့မေးလိုက်ပါတယ်ဦးတောင်းဆွေကရင်နွေးတငုံကိုခက်ခဲမြူချရင်းတန်စင်တိုးလေးနဲ့စကားဆက်ပြောခဲ့ပါတယ်လေကပုံမအေးဆက်လာခဲ့ပြီးအပြင်ဘက်ကတစ်ကိုင်းချောက်တွေချင်းပို့တိုက်တန်ကတကြီးနဲ့စူညံလာခဲ့ပါတယ်ကျော်စွာတယောက်မျက်မှောက်ကျုပ်ရင်းစဉ်းစားနေခဲ့တယ်အဲ့ဒီလိုသာသနာအရေးချုံဖုန်ကြီးဆိုးတစ်ပါးရဲ့ကျိန်စာကတကယ်ပဲအစွမ်းထက်နေတုံးလားဆိုတာသူသိချင်နေခဲ့တယ်ဒါဆိုအဲ့ဒီကြောင်ပြက်ကြီးကအခုတည်းထိရှိနေတုံးပေါ့နော်ဦးတောင်းဆွေကအပြင်ဘက်ကလာရောင်အောက်ကမြူကိုးတွေကိုငေးကြည့်ရင်ကောင်းချိတ်လိုက်ပါတယ်ဟုတ်တယ်ကောင်းလေးဒါပေမဲ့အဲ့ဒီနေရာကိုသွားတဲ့သူတွေဘယ်သူမှပြန်မလာခဲ့ဘူးအဲ့ဒီဖုန်ကြီးကတည်သွားတာတော့သူ့ရဲ့မောဟနဲ့လောဘစိတ်တွေကမကုန်နိုင်သေးပဲအဲ့ဒီနေရာကိုဖျက်ဆီးသွားတဲ့သူတိုင်းကိုသူ့ရဲ့ကြုံအဖြစ်တိမ့်ပိုက်ထားတတ်တယ်ဦးတောင်းဆွေကသတိပေးတယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့ကျော်စွာရဲ့စူးစမ်းလို့စိတ်ကိုတော့ဘယ်ရာကမှမတားဆီးနိုင်ခဲ့ပါဘူးဦးတောင်းဆွေအိပ်ပျော်သွားတဲ့အချိန်ညတကောင်ကျော်လောက်မှာကျော်စွာတယောက်တည်းအိမ်ထဲကနေတိတ်တဆိတ်ထွက်လာခဲ့ပါတော့တယ်မြူခိုးတွေကတော်လန်တစ်ဆောက်မှာပိုပြီးထူထပ်နေပြီးလေးထုထဲမှာဖုံနှံ့လို့မြေဆွေးနှံ့လို့ညော်နှက်တစ်မျိုးကစိတ်ထွက်နေပြီးကျော်စွာရဲ့ခြေလှမ်းတွေကတောနက်ထဲကိုတဖြည်းဖြည်းဝင်သွားခဲ့ပါတော့တယ်ဖနက်အောက်ကတရွက်ချောက်တွေကိုနင်းမိတဲ့အတန်ကညာကြီးမင်းကြီးထဲမှာဟိန်းထွက်နေတယ်လို့ပါပဲအဝေးကစီစားလာတဲ့ခွေးဥတန်တွေကလည်းပိုပြီးစိတ်လာခဲ့တယ်လေတူကကက်စစီနဲ့အေးဆက်လာပြီးကျော်စွာရဲ့စိတ်ထဲမှာလည်းတစုံတစ်ယောက်ကသူ့ရဲ့နောက်ကနေတကောက်လိုက်နေတယ်လို့မျိုးခံစားချက်မျိုးဝင်လာခဲ့ပါတယ်ကျော်စွာတယောက်အရန်ကြောက်နေခဲ့တယ်ဒါပေမဲ့နောက်ကျောင်းပြန်လှည့်ဖို့မစင်စားပဲဆေးကိုပဲဆက်ဆောက်ခဲ့ပါတယ်ရွာရဲ့ပြင်ဘက်ကဆေးဟောင်းတရားလေးကိုဖြတ်ကျော်ပြီးတောနက်ထဲကိုရောက်သွားခဲ့ပါတယ်အနောက်မှာတော့ရွာကလေးရဲ့မီးအောင်မမိန်လေးတွေကတဖြည်းဖြည်းပျောက်ကွယ်ပြီးကြံခဲ့ပါတော့တယ်အဆေးကအဆောက်အဦကဘုံကြီးကျောင်းပြက်ထင်တယ်မြူခိုးတွေကြားထဲကထိုးထောင်ထွက်ပေါ်လာတဲ့ဇရက်ဟောင်းကြီးနဲ့ဘုံကြီးကျောင်းရဲ့အမိုးစွန်းတွေကိုကျော်စွာမြင်လိုက်ရတယ်တစ်သားတကားဟောင်းကြီးကလေတိုက်လို့လှုပ်ခါနေပြီးကျွေးကနေမိတန်ကကြောချမ်းစရာကောင်းလာပါတယ်ကျော်စွာခြေလှမ်းတွေကိုခပ်ပြေးလေးဆွေပြီးကျောင်းဆောင်တွေကိုဝင်သွားခဲ့တယ်အထဲမှာတော့ဖျားစင်ဟောင်းကြီးတစ်ခုစီးပင်မဲ့အဲ့ဒီဖျားစင်ရဲ့အစီမှာတော့ထူးဆန်းတဲ့အောက်လန်းအင်းကွက်တွေသွေးလွတ်လို့နင်းညိုရောင်အရည်တွေနဲ့ရေးဆွဲထားတဲ့ပုံရိပ်တွေကိုတွေ့လိုက်ရပါတယ်ရဟန်းတစ်ပါးဖြစ်ပြီးတော့ဒီလိုအောက်တန်းကျတဲ့လောက်ရက်မျိုးတွေလောက်ခဲ့သလားကျော်စွာတယောက်ဆက်ဆုပ်ယွန်းဆာစွာနဲ့ရေရွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးကရုတ်တရက်ဝုန်းကနေတိတ်ဆိတ်သွားပြီးကျော်စွာရဲ့နားထဲမှာလေတိုးတန်လို့အတန်ဆိုးကြီးကစတင်ဝင်ရောက်လာခဲ့ပါတယ်နားထဲမှာမြည်နေတဲ့အတန်ဆိုးကြီးကတဖြည်းဖြည်းပူကျဲလာပြီးကျော်စွာခေါင်းထဲထိကြိုက်ခဲလာမတက်ခံစားလိုက်ရပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးက
လုံးဝကိုတိတ်ဆိတ်သွားပြီးလေတိုက်တန်တော့မကြားရတော့ပဲတေမင်းတမျှအေးဆက်ဆက်အမောင်တူကြီးပဲကြံရစ်ခဲ့ပါတော့တယ်ကျော်စွာတယောက်အရန်ကြောက်နေခဲ့ပေမဲ့သူ့ရဲ့ခြေလှမ်းတွေကတော့ဆေးကိုပဲတရွရွနဲ့ထပ်ပြီးဝင်သွားခဲ့ကကျောင်းဆောင်ရဲ့အလဲကောင်တိုင်လုံးကြီးတွေကြားထဲမှာဖုံတွေတစ်ရွက်6တွေနဲ့အတူဆေးဟောင်းပစ္စည်းအပြက်တွေပြန့်ကျဲနေတာကိုတွေ့လိုက်ရပြီးဖျားစင်ရဲ့ဘေးဘက်ခမ်းမမောင်နေရာလေးတစ်ခုကနေထူးဆန်းတဲ့အနံ့ဆိုးတစ်ခုကလွင့်ပြန်လာခဲ့ပါတယ်အဲ့ဒီအနံ့ကပုတ်စွန်နန္ဒာထက်ပိုပြီးတော့ဆက်ဆုပ်စရာကောင်းတဲ့အပုပ်နံ့မျိုးဖြစ်ပါတယ်ကျော်စွာကလက်နှိပ်တက်မီလေးကိုအသားအရထိုးကြည့်လိုက်တဲ့အခါမှာတော့သူ့တကူလုံးကြက်သိမ်းမွှင်းချင်းတွေထောင်သွားခဲ့ရပါတယ်အဲ့ဒီနေရာမှာသာသနာအလံဟောင်းတွေဖျားစာပေတွေထည့်ထားတဲ့တစ်တာအဟောင်းကြီးတစ်ခုရှိနေပြီးအထဲမှာတော့စာပေတွေအစားအောက်လန်းနီးနဲ့ပြူစားထားတဲ့အယိုးကောင်းတွေလူရုပ်ပုံတွေနဲ့အတူအစီရင်တွေကိုတွေ့လိုက်ရပါတယ်။ဦးတောင်းဆွေပြောခဲ့တဲ့စကားတွေကတကယ်အမှန်ကန်နေခဲ့ပါတယ်။ဒီဘုံကြီးကျောင်းမှာတရင်သုံးခဲ့တဲ့ဦးနန္ဒဆိုတဲ့ဘုံကြီးကယဟန်ဘဝကိုအသုံးချပြီးသာသနာနယ်မြေကိုညက်ပတ်အောင်လုပ်ခဲ့တာတကယ်ပါပဲ။ကျောင်းကိုလာကိုးကွယ်ကြတဲ့ရိုးသားတဲ့ရွာသားတွေစီကပစ္စည်းတွေကိုအတင်းကျပ်အလှူခံတာတွေတင်မကပဲမလှူအောင်လဲအောင်လန်းနီးတွေနဲ့ပြူစားချင်းချောက်ခဲ့တာဖြစ်ပါတယ်။တီလာတမာတိမရှိပဲကိုရင်လေးတွေကိုတောင်မဖွဲမညာလုပ်ပြီးနှိပ်စက်ခဲ့တဲ့ဒီလိုဘုံကြီးဆိုးရဲ့ရုံမာမှုတွေကိုတွေးမိရင်ကျော်စွာရင်ထဲမှာကြောက်စိတ်နဲ့အတူဒေါသတွေလည်းထွက်လာခဲ့ပါတယ်။ယဟန်ဝတ်ကြီးနဲ့တောင်ဒီလောက်တောင်ရုံမာခဲ့တာလား။ကျော်စွာကရေရွတ်လိုက်ရင်အဲ့ဒီအစီရင်တစ်တာနာကနေဖယ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲကျောင်းဆောင်ရဲ့အပေါ်တက်မျက်နှာကျက်စီကနေကုတ်ချစ်တန်ကြီးလိုအတန်ဆိုးကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ကျော်စွာကအရန်ကြောက်နေခဲ့ပေမဲ့သူမော့ကြည့်လိုက်တဲ့အခါမှာတော့အမိုးစွန်းတွေကြားထဲကနေထူထပ်လာတဲ့မြူခိုးစစိမ့်တွေကကျောင်းဆောင်တွေကိုဝုန်းကနေတိုးဝင်လာခဲ့ပါတယ်။အဲ့ဒီမြူခိုးတွေကရိုးရိုးမြူတွေမဟုတ်ပဲအသက်ဆူရတာကြက်လာစေတဲ့အစိမ့်ငွေတွေလိုပါပဲ။လေထုထဲမှာပါဏိဂါထာတွေကိုပြောင်းပြန်ရွတ်ဆိုနေတဲ့အတန်တဲကလည်းပဲ့တင်ထက်လာပြီးထွက်ပေါ်လာခဲ့ပြန်ပါတယ်။အတန်ကတယောက်တည်းရွတ်ဆိုနေတာမဟုတ်ပဲလူပေါင်းများစွာကတူတူလေးလက်ရွတ်ဆိုနေတယ်လို့မျိုးကြောချမ်းစရာကောင်းလှပါတယ်။စကားလုံးတွေကိုပြောင်းပြန်လှန်ပြီးအကကွဲအတန်ကြီးနဲ့ရွတ်ဆိုနေတဲ့အတန်ကြီးကကျောင်းဆောင်ကြီးတစ်ခုလုံးကိုတုန်ခါသွားစေပါတယ်။ကြော်စွာလှည့်ပြေးဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကမြေပြင်မှာတန်နဲ့ရိုက်ထားသလိုမျိုးလုံးဝလှုပ်ရှားလို့မရတော့ပဲတောက်တင်းနေခဲ့ပါတယ်။ငါနဲ့မြေထဲကိုကျူးကျော်လာတဲ့ကောင်အဲ့ဒီအတန်ကြီးကလေထုထဲကားတွေမကပဲကျော်စွာရဲ့နစီထဲအထိကိုဓာတ်ရိုက်စိတ်ဝင်လာခဲ့ပါတယ်။ကြောက်ခဲနှလုံးကိုပုတ်တိုက်ပြီးပြောနေသလိုချန်တန်အကွဲလှတဲ့အတန်ကြီးဖြစ်ပါတယ်။အမောင်ထူးနဲ့မြူခိုးတွေကြားထဲကနေအယိုးစုလိုပိန်ချုံနေပြီးသင်္ကန်းနွမ်းဝတ်ဆင်ထားတဲ့တရေဖုန်ကြီးဦးနန္ဒရဲ့ပုံရိပ်ကတဖြည်းဖြည်းနဲ့ပေါ်ထွက်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးအိမ်တွေနေရာမှာတော့ဘာမှမရှိပဲဟောင်းလောင်းပေါက်ကြီးဖြစ်နေတဲ့အမဲရောင်အပေါက်ကြီးနှစ်ခုပဲရှိနေပြီးအဲ့ဒီအပေါက်တွေထဲကနေသွေးလိုနေတဲ့မျက်ရည်တွေစီးကျနေခဲ့ပါတယ်။နှာခမ်းတွေကလည်းညိုမဲပုတ်ဆက်နေပြီးလက်သေးတွေကတော့မြေကြီးကိုတူးဆွထားသလိုမျိုးသွေးတွေမြေကြီးတွေပေကျန်လို့ရှည်ရှားမဲမှောင်နေခဲ့ပါတယ်။ကျော်စွာတကူလုံးကြောက်လန့်တကြားနဲ့တုံရီနေပြီးပါဇက်ကလည်းအော်ဖို့ကြိုးစားပေမဲ့လည်းအတန်ကလေချောင်းထဲမှာတင်တင့်ဆုပ်ပြီးထွက်မလာခဲ့ပါဘူး။ဦးနန္ဒရဲ့ဝိညာဉ်စုကကျော်စွာဆေးကိုတဖြည်းဖြည်းနဲ့မျောလွင်နီးကပ်လာခဲ့ပါတယ်။သူစီကနေထွက်နေတဲ့အပုပ်နှံကကျော်စွာကိုအောက်အန့်ချင်လာအောင်ထိပြင်းထန်လှပါတယ်။သာသနာအဝတ်ကိုဝတ်ပြီးအောက်လန့်ပညာတွေနဲ့လူတွေကိုတတ်ခဲ့တဲ့လူယုံမှာကျော်စွာကစိတ်ထဲကနေကြောက်ကြောက်လန့်လန့်နဲ့ချိန်ဆနေမိပါတယ်။ဦးနန္ဒကကျော်စွာရဲ့စိတ်ကူးကိုသိနေတဲ့အလားသူ့ရဲ့နှာခမ်းခြောက်ကြီးတွေကိုဖျဲပြီးကြောက်စရာကောင်းအောင်ရေမောလိုက်ပါတယ်။ဟုတ်တယ်ငါကသာသနာအရေးချုံပြီးရွာသားတွေကိုတတ်ခဲ့တာအဲ့ဒီတော့ဘာဖြစ်လဲအခုဒီရွာကလူတွေအားလုံးကငါရဲ့ကြေးကျွန်တွေဖြစ်ကုန်ပြီဒီညမင်းလည်းငါရဲ့ကျွန်တယောက်ဖြစ်လာရမယ်သူရဲ့အကွဲလာတဲ့ဒေါသတကြီးအော်ဟစ်တန်တဲ့အတူကျောင်းဆောင်တစ်ခုလုံးကဘာပြတ်မတက်တုန်ခါသွားပြီးတကားပေါက်တွေပြတွင်းပေါက်တွေကဝုန်းကနေပိတ်သွားခဲ့ပါတော့တယ်ကျော်စွာတယောက်ဒီတေမင်းတမျှခြောက်ချားစရာကောင်းတဲ့ကြောင်ပြက်ကြီးတွေကနေလွတ်မြောက်နိုင်ပါအောင်မလားတန်ချေချင်းခက်ခံထားရသလိုလုံမရတဲ့ကျော်စွာရဲ့ခြေထောက်နှစ်ဖက်စလုံးကတုံတုံရင်ရင်နဲ့ချမ်းပြင်ပေါ်မှာကတ်နေခဲ့ပါတယ်
ပတ်ပတ်လေကလည်းပိတ်သွားတဲ့တကားတွေစီကနေဖုံမှုန့်တွေတလွင်လွင်ကျလာပြီးကျောင်းဆောင်တစ်ခုလုံးကချက်ချင်းဆိုသလိုအမှောင်ထုထဲကိုကျဆင်းသွားခဲ့ပါတယ်ရုတ်တရက်ဖြတ်တန်းလာတဲ့လေအေးကြီးကကြောစွာရဲ့လက်ပင်ကိုလာပို့တိုက်သွားသလိုခံစားလိုက်ရပြီးသူအသက်ဆူပိုးတောင်မေ့လျှော့နေခဲ့ပါတယ်အဲ့ဒီလိုအောက်တန်းကျပြီးရုပ်မာလှတဲ့စကားတွေကိုဘာမှအပူပင်မရှိဘဲဂုံယူဝင့်ကြွားစွာပြောနေတဲ့တရေဖုန်ကြီးကိုကြည့်ပြီးကြော်စွာတယောက်အယမ်းကြောက်နေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကလည်းဒီလောက်သာသနာကိုဖျက်ဆီးခဲ့တဲ့ဖုန်ကြီးဆိုးကိုဆက်ဆုပ်ယွန်စာစိတ်ကအထွတ်ထိပ်ထိရောက်လာခဲ့ပါတယ်ရဟန်းပေါင်ထဲမှာဒီလိုအကျင့်ပြတ်တဲ့ဖုန်ကြီးတွေရှိနေလို့သာသနာလည်းညှဉ်းနှွမ်းရတယ်လို့ရိုးသားတဲ့ရွာသားတွေလည်းဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်ဖယားကြောင့်ကန်ဆောက်မယ်ဆိုပြီးအလူငွေတွေကောက်ခံကကိုယ်ပိုင်ချမ်းသာမှုကိုစာဖွေခဲ့တဲ့အပြင်အပြစ်မဲ့တဲ့ကလေးငယ်တွေကိုပါနှိပ်စက်ညှဉ်းပန်းခဲ့တဲ့ဒီလိုဖုန်ကြီးမျိုးဟာတကယ်ကိုသာသနာရန်သူဖြစ်တယ်လို့ကြော်စွာစဉ်းစားနေမိပါတယ်ခမရကဖုန်ကြီးမဟုတ်ဘူးငရဲသားပဲကြော်စွာကခက်ခက်ခဲအတန်ညှစ်ပြီးអော်လိုက်ပါတယ်ဦးနန္ဒာကကြော်စွာအနာကိုရုတ်တရက်ဝုန်းကနေတိုးကပ်လာပြီးသူ့ရဲ့ပုတ်ဆက်နေတဲ့မျက်နှာစိုးကြီးကကြော်စွာမျက်နှာနဲ့လက်မနှဲငယ်กว่าထိရောက်လာခဲ့ပါတယ်ငရဲသားဟုတ်လားဟုတ်တယ်ငါကငရဲကလာတဲ့ငရဲသားပဲဒါပေမဲ့ငါ့ကိုဘယ်ငရဲကမှဖမ်းလို့မရဘူးငါရဲ့အောက်လန်းပညာတွေကဒီနယ်မြေတစ်ခုလုံးကိုငါစိတ်ကြိုက်ချုပ်ကင်ထားလို့ရတာမင်းသိလားငါရဲ့ပြစ်တွေကိုရိပ်မိသွားပြီးရွာကနေထွက်ပြေးဖို့ကြိုးစားခဲ့ကြတဲ့ရွာသားတွေကိုငါဘလို့တတ်ခဲ့လဲဆိုတာတရေဖုန်ကြီးရဲ့နောက်ွယ်ကအမောင်ထုတဲကနေတဖြည်းဖြည်းနဲ့ပုံရိပ်တွေပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီပုံရိပ်တွေကတော့ဖြူဖြော့ပြီးမျက်လုံးတွေပြူးနေတဲ့ရွာသားဟောင်းတွေရဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်သူတို့အားလုံးရဲ့လက်ပင်တွေမှာအောက်လန်အင်ဂျိုးတွေရစ်ပတ်ထားပြီးဦးနန္ဒာရဲ့စီခိုင်းမှုကိုခံနေရတဲ့ရုပ်သွင်းတွေလိုမျက်နှာသေးတွေနဲ့ကြော်စွာစီကိုတရွေ့ရွေ့ဆောက်လာနေကြပါတယ်ကြော်စွာတယောက်အရန်ကြောက်နေခဲ့ပြီးသူ့ရဲ့နှလုံးခုန်တန်တွေကရင်ဘတ်ထဲကနေပေါက်ထွက်မတက်မြန်ဆန်နေခဲ့ပါတယ်ခြေထောက်တွေကလည်းလှုပ်ရှားလို့မရသေးသလိုလက်ထဲမှာကင်ထားတဲ့ဓမီလေးကလည်းတုံရီနေတဲ့လက်တွေကြားကနေချမ်းပြင်ပေါ်ကိုဆောကျသွားခဲ့ပါတယ်ဓမီရဲ့အလင်းရောင်ကချမ်းပြင်ပေါ်မှာလိတ်သွားပြီးအမောင်ထဲကဇရက်ပြက်ကြီးရဲ့တိုင်လုံးကြီးတွေကိုသွားထိုးမိနေခဲ့ပါတယ်ငါကတီးသွားပေမဲ့ငါရဲ့တက်မှတ်မှုတွေကတော့မတီးသေးဘူးမင်းခန္ဓာကိုယ်ကိုငါအပိုင်စားရရင်ငါရဲ့အောက်လန်းအစွမ်းတွေကပိုပြီးအားကောင်းလာလိမ့်မယ်မင်းရဲ့သွေးတွေကိုတုံးပြီးငါရဲ့ကျိန်စာကိုဒီထက်ပိုပြီးပြန့်ပွားအောင်လုပ်ရမယ်ဦးနန္ဒာကအငမ်းမရတွေတွေတရေတွေစီးကြရင်နဲ့ပြောလိုက်ပါတယ်ယူသားတဲ့ရွာသားတွေကိုလိန်ညာလှည့်ပြားပြီးသာသနာအရေးခွန်ကိုခြုံကကိုကြိုးစားခဲ့တဲ့အပြင်တည်ဆုံးသွားတာတောင်အမျှဝေတာကိုလက်မခံပဲသူတစ်ပါးရဲ့အသက်ခန္ဓာကိုထပ်မံဖျက်ဆီးဖို့ကြိုးစားနေတဲ့ဒီဖုန်ကြီးဆိုးကိုကြည့်ပြီးကျော်စွာကတခုခုကိုတတိယသွားခဲ့ပါတယ်သူဒီခရီးကိုမထွက်ခင်ဦးတောင်းဆွေပေးလိုက်တဲ့ဆေးဟောင်းအဆောင်လက်ဖွဲ့လေးတစ်ခုသူ့ရဲ့အင်ကြီးအိတ်ကတ်ထဲမှာဆိနေခဲ့တာပါကျော်စွာကသူ့ရဲ့လက်ကိုအားစိုက်ပြီးခက်ခက်ခဲမြှောက်လိုက်ပါတယ်တကူလုံးကလေးလံလွန်လို့အကြောတွေပြတ်ထွက်မတက်နာကျင်နေပေမဲ့တေဘေးနဲ့ရင်ဆိုင်နေရတဲ့အချိန်မို့အသက်လူပြီးအားစိုက်ထုတ်လိုက်ပါတယ်လက်ကအိတ်ကတ်ထဲကိုရောက်သွားခဲ့ပြီးအထဲကကျင်းနီပြားလေးနဲ့ပြုတ်လုထားတဲ့အဆောင်လေးကိုစမ်းမိလိုက်ပါတယ်ကျော်စွာကအဲ့ဒီအဆောင်လေးကိုတင်းတင်းဆုပ်ကင်ပြီးဦးနန္ဒာရဲ့မျက်နှာဆိုးစီကိုထိုးပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်ပြားလေးစီကနေဝါချင်ချင်းအလင်းတန်းလေးတစ်ခုဖြာထွက်သွားပြီးဦးနန္ဒာရဲ့ဝိညာဉ်ဆိုးကိုရိုက်ခတ်သွားခဲ့ပါတော့တယ်ဦးနန္ဒာကနာကျင်လွန်းလို့သူ့ရဲ့ခေါင်းကြီးကိုဘဲပြန်ညာပြန်ရမ်းခရင်စူးစူးဝဝအော်ဟစ်လိုက်ပါတယ်သူ့ရဲ့သင်္ကန်းနွမ်းနွမ်းတွေကြားကနေမိကိုအမဲရောင်တွေကအလိမ့်လိုက်ထွက်လာပြီးကြော်စွာအနာကနေနောက်ကိုလွင့်စင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျော်စွာရဲ့ခြေထောက်တွေကလှုပ်ရှားလို့ရသွားခဲ့ပါတယ်ကျော်စွာတယောက်နောက်ကိုခြေတလန်းဆုပ်လိုက်ပြီးဖျားစင်ရဲ့ဘေးဘက်ကတကားအဟောင်းကြီးစီကိုအားကုန်သုံးပြီးပြေးသွားခဲ့ပါတယ်လှည့်ပြေးဖို့ကြိုးစားတဲ့ကျော်စွာရဲ့နောက်ွယ်မှာတော့နာကျင်ဒေါသထွက်နေတဲ့တရေဖုန်ကြီးဦးနန္ဒာကပို့ပြီးတော့ကြောက်စရာကောင်းတဲ့တံတန်နဲ့လေထဲမှာပြန်တက်လာခဲ့ပါတော့တယ်မင်းငါလက်ထဲကနေဘယ်တော့မှလွတ်အောင်မပြေးနိုင်ဘူးလိုင်းပုတ်တန်တက်တဲ့လို့တောအုပ်တစ်ခုလုံးတုန်ခါသွားပြီးလေပြင်းတွေကကျောင်းဆောင်ထဲကိုထပ်မံတိုးဝင်လာခဲ့ပါတယ်ကျော်စွာပြေးဝင်သွားတဲ့အမောင်လန်းတစ်ဆောက်မှာပိတ်ဆို့နေတဲ့မြူခိုးတွေကပိုပြီးထူထပ်လာခဲ့ပါတယ်အနောက်ကနေလိုက်လာတဲ့အ
အကုတ်ကွဲခြေတံတွေနဲ့အော်တံတွေကကျော်စွာရဲ့နားထဲမှာစက္ကန့်မလက်ပဲ့တင်ထပ်နေပြီးသူဟာအမှောင်ထုထဲကိုပို့ပြီးတော့နက်နက်ဆက်ဆိုင်ဝင်သွားခဲ့ပါတယ်အမှောင်ထဲမှာလမ်းမမြင်ရပေမဲ့ပြေးလွှားနေရတဲ့ကျော်စွာဟာဘုံကြီးကျောင်းဟောင်းရဲ့နောက်ဖေးဘက်ကမြေအောက်ခန်းစီကိုမရည်ရွယ်ပဲရောက်ရှိသွားခဲ့ပါတယ်လေကားထဲဟောင်းတွေကတကြွကြွနဲ့မြည်နေပြီးအောက်ဘက်မှာတော့တန်ကြီးတက်နေတဲ့တန်တကားကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီနေရာကဘာနေရာလဲကျော်စွာအနေနဲ့ဒီမြေအောက်ခန်းထဲမှာပုံအောင်နေရင်လွတ်မြောက်နိုင်ပါမလားဒါမှမဟုတ်ဦးနန္ဒရဲ့နောက်ထပ်ထောင်ချောက်တစ်ခုထဲကိုပဲသူကိုယ်တိုင်တိုးဝင်သွားမိလေသလားနောက်ကနေကတ်လိုက်လာတဲ့တရေဖုန်ကြီးရဲ့အော်ဟစ်တန်တွေနဲ့ခြောက်ချားပွဲရာပါဏိယွတ်တန်တွေကပိုပြီးနီးကပ်လာခဲ့တဲ့အတွက်ကျော်စွာတယောက်နောက်ဆုတ်ဖို့လမ်းမရှိတော့ပါဘူးသူဟာအသက်ကိုအောက်ပြီးအောက်နှခမ်းကိုတင်းတင်းကိုက်ပြီးအဲ့ဒီတန်တကားကြီးရှိရာမြေအောက်ခန်းထဲကိုအမြန်ဆုံးပြေးဝင်သွားခဲ့ပါတယ်အထဲကိုရောက်သွားတဲ့အချိန်မှာပဲတကားကြီးကသူ့အလိုလိုဝုန်းကနေမြည်အောင်ပိတ်သွားပြီးနောက်ွယ်ကတစ်တော်ကြီးနဲ့လားရောင်တွေအလုံးကွယ်ပြောက်ပြီးကြံခဲ့ပါတော့တယ်မြေအောက်ခန်းတစ်ခုလုံးကလုံးဝကိုအမှောင်တိကျနေခဲ့ပါတယ်လက်ထဲကဓမီကလည်းအပေါ်တက်မှာကြံခဲ့ပြီးမို့ဘာတစ်ခုမှမမြင်ရပဲပတ်ဝန်းကျင်ကိုလက်နဲ့ပဲစံတဝါဝါစောင့်နေခဲ့ရပါတယ်ခြေလန်းတလန်းလှမ်းလိုက်တိုင်းအောက်ခြေကစိုးစွတ်တွေနဲ့ထိမိပြီးတစားတစားပိုပြင်းထန်လာတဲ့အပုပ်နှံတွေကြောင့်ကျော်စွာရင်ပတ်တစ်ခုလုံးအောက်တက်လာခဲ့ပါတယ်ကျော်စွာတယောက်တကူလုံးတုံရည်နေပြီးနှလုံးခုန်တန်ကလည်းနားထဲမှာဒိန်ဒိန်နဲ့ဆူညံနေခဲ့ပါတယ်ဒါပေမဲ့သူဇွဲမစော့ပဲနံရံတွေကိုစူးစမ်းရင်းစိတ်ကိုဆက်ဆောက်သွားခဲ့ပါတယ်ရုတ်တရက်သူ့လက်ကနံရံတစ်ခုပေါ်ကစင်အဟောင်းတစ်ခုကိုစမ်းမိသွားခဲ့ပါတယ်အဲ့ဒီစင်ပေါ်မှာဖျောင်းတိုင်အတူတွေနဲ့မိချစ်တပူတင်ထားတာကိုတွေ့လိုက်ရတဲ့အတွက်ကျော်စွာဝမ်းသာအားရနဲ့မိချစ်ကိုချစ်လိုက်ပါတယ်မိချစ်ဘူးလေးကနေထွက်လာတဲ့ဝါကြကျင်မိတော့သေးလေးကပတ်ဝန်းကျင်ကိုအနှဲငယ်လင်းထိန်သွားစေခဲ့ပါတယ်ကျော်စွာကဖျောင်းတိုင်လေးကိုမိညှိပြီးအခန်းထဲကိုဝိဝဲကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ရဲ့သွေးတွေဆူဝေသွားခဲ့ရပါတယ်ဒီမြေအောက်ခန်းဟာရိုးရိုးမြေအောက်ခန်းမဟုတ်ပဲတရေဖုန်ကြီးဦးနန္ဒရဲ့သာသနာဖြင့်ရုံမှမှုတွေအားလုံးကိုဖုံးကွယ်ထားတဲ့အမှောင်ခန်းမကြီးဖြစ်နေခဲ့တာပါအခန်းရဲ့အလဲခေါင်မှာကြီးမားတဲ့ခြေသွန်းဖျားရုပ်ပွားတော်တဆူရှိနေပေမဲ့အဲ့ဒီဖျားရဲ့ရင်ကောင်းပိုင်းကိုတူးနဲ့ထုခွဲထားပြီးအထဲမှာတော့ဌာပနာတော်တွေအစားဆွေတုံးတွေငွေပြားတွေနဲ့ရွာသားတွေစီကမတရားညှဉ်းယူထားတဲ့လက်ဝတ်ရတနာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်သူ့ရဲ့လောဘမောဟတွေကဘယ်လောက်တောင်ကြီးမားခဲ့တယ်လဲဆိုရင်ဖျားရုပ်ပွားတော်ကိုတောင်ဖျက်ဆီးပြီးဆွေငွေတွေတူလောင်တဲ့တစ်တာအဖြစ်သုံးခဲ့တာဖြစ်ပါတယ်ဒါတည်းမကသေးပါဘူးဖျားစင်ရဲ့ဘေးဘက်မှာတော့တန်တိုင်တွေကာထားတဲ့လောင်အိမ်ငယ်လေးတွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီလောင်အိမ်တွေထဲမှာတန်ချေချင်းတွေကြာပို့တွေနဲ့သွေးစွန်းနေတဲ့အဝတ်ဟောင်းတွေပြန့်ကျဲနေခဲ့ပါတယ်ဦးတောင်းဆွေပြောခဲ့တယ်လို့ပဲတီလာမရှိပဲသာသနာအရေးခြုံထားတဲ့ဦးနန္ဒဟာသူ့ရဲ့တဏှာရမတ်နောက်ကိုလိုက်ပြီးကိုရင်တွေကိုဒီမြေအောက်ခန်းထဲမှာရဲရဲဆက်ဆက်ချုံနှောင်နှိပ်စက်ခဲ့တာတကယ်ပါပဲဖရာတရားကြီးညိုလွန်းလို့ကိုသားသမီးတွေကိုသာသနာပေါင်းတွတ်သွင်းပေးခဲ့တဲ့မိဘတွေရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတောရကြောင်ရဲ့အမှောင်ရိပ်ထဲမှာဒီလိုမဖွဲမရာအာရမမှုတွေကိုပြုလုပ်ခဲ့တဲ့ဦးနန္ဒရဲ့စိတ်ဓာတ်ဟာတကယ်ကိုတလိษံတကောင်ထက်ယုံညံ့လွန်းလာပါတယ်ယဟန်ဝတ်နဲ့တောင်ဒီလောက်ထိဆက်ဆုပ်စရာကောင်းတဲ့အလုပ်တွေကိုလုပ်ရဲတယ်မင်းကတကယ်ကိုငရဲသားပဲကျော်စွာကဒေါသတကြီးနဲ့ရေရိုးလိုက်မိပါတယ်ဒါပေမဲ့ဒေါသထက်ကြောက်စိတ်ကပိုများနေသေးပါဘာလို့လဲဆိုတော့မြေအောက်ခန်းရဲ့အမိုးစွန်းတွေစီကနေရေအေးတွေတစ်စက်စက်ကျလာတယ်လို့မျိုးအခန်းနှံ့ရံတွေကဝိညာဉ်ဆိုးတွေရဲ့ညီတွားတန်တွေကပ်ပလာလို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဆွဲပိတ်ထားတဲ့တန်တကားကြီးစီကပြင်းထန်စွာထုရိုက်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်တကားကြီးရဲ့တန်ကြိုးတွေပျောက်ထွက်လူမတက်တုန်ခါသွားပြီးအပြင်ကနေဦးနန္ဒရဲ့ကြောက်စရာကောင်းတဲ့အော်ဟစ်တန်ကြီးကမြေအောက်ခန်းထဲထိပဲ့တင်ထပ်လာခဲ့ပါတယ်မင်းအဲ့ဒီမှာပုံနေလဲမလွတ်ဘူးငါရဲ့အခန်းထဲကိုမင်းကိုယ်တိုင်ဝင်သွားတာပဲမင်းလဲအဲ့ဒီထဲမှာငါတက်ခဲ့တဲ့ကောင်တွေလိုပဲအယိုးစုဖြစ်ပြီးကြံခဲ့ရမယ်ကျော်စွာလွတ်လန်းကိုချဖို့ဘေးဘီကိုအသေးတန်ကြည့်လိုက်ပါတယ်ဒီမြေအောက်ခန်းထဲကနေအပြင်ကိုထွက်ပေါက်နောက်တစ်ခုစိနိုင်မလားလို့နံရံတွေကိုလိုက်စမ်းကြည့်ပေမဲ့အားလုံးကထူထဲလာတဲ့ကြောက်တုံးနံရံကြီးတွေပဲဖြစ်နေခဲ့ပါတယ်လက်ထဲကဖျောင်းနိုင်မီလေးကလည်းလေတိုးတန်ကြောက်တစ်ဖြက်ဖြက်နဲ့ငိမ့်လူမတက်ဖြစ်နေခဲ့ရပါတယ်
ကြော်စွာတယောက်သူ့ရဲ့ရင်ထဲမှာမျောလင်းချက်တွေပြတ်သုံးလူနီးပါးဖြစ်ခဲ့ရပေမဲ့တကားကြီးရဲ့အပြင်ဘက်ကအားပြင်းလာတဲ့ရိုက်ခတ်မှုကြောင့်ပတ်တာတွေပြုတ်ထွက်ပြီးပွင့်ထွက်သွားခဲ့ပါတော့တယ်မြူခိုးစစိမ့်တွေနဲ့အတူဦးနန္ဒရဲ့ပုတ်ပွားနေတဲ့ဝိညာဉ်ဆိုးကြီးကအခန်းထဲကိုလွင့်မျောပြီးဝင်လာခဲ့ပါတယ်သူ့ရဲ့လက်သေးစီကြီးတွေကလေထဲမှာကုတ်ချစ်ပြနေပြီးကြော်စွာစီကိုတရွေ့ရွေ့နဲ့ကတ်လာခဲ့ပါတယ်ကျော်စွာလက်ထဲကဦးတောင်းဆွေပေးလိုက်တဲ့အဆောင်ပြားလေးကိုပြန်ထုတ်ပြီးထိုးပြလိုက်ပေမဲ့ဒီတစ်ချိန်မှာတော့အဆောင်စီကအလင်းရောင်ကအားနေလွန်ပြီးဦးနန္ဒကိုမတားဆီးနိုင်တော့ပါဘူးတရေဖုန်ကြီးကအဆောင်ကိုကြည့်ပြီးလောင်ပြောင်တဲ့အပြုံးဆိုးကြီးနဲ့ရေမောလိုက်ပါတယ်ဒီအဆောင်ကငါ့ကိုတစ်ချိန်ပဲတားနိုင်တာကွအခုတော့မင်းအလှဲ့ပဲဦးနန္ဒရဲ့လက်ကြီးကကျော်စွာရဲ့လက်ပင်စီကိုလှမ်းအုပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျော်စွာဟာဖယားရုပ်ပွားတော်အောက်ကဌာပနာတိုက်အဟောင်းထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအရာကတော့ဦးနန္ဒတက်စီတင်စားစီစဉ်ကအောက်လန်းပညာတွေရေးမှတ်ထားတဲ့သူ့ရဲ့အသက်ဝိညာဉ်ကိုချုပ်နှောင်ထားတဲ့ပရပိုက်အမဲရောင်စာအုပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါကိုဖျက်ဆီးပြစ်နိုင်ရင်ဦးနန္ဒရဲ့အောက်လန်းကျိန်စာတွေကပြက်ပြက်သွားနိုင်မလားဆိုတဲ့မျှော်လင့်ချက်လေးတစ်ခုကျော်စွာရင်ထဲမှာဖြတ်ပြေးသွားခဲ့ပါတယ်။ကျော်စွာကအသက်ကိုယင်းပြီးအဲ့ဒီပရပိုက်အမဲကြီးစီကိုအားကုန်သုံးပြီးလှမ်းအုပ်လိုက်ပါတော့တယ်။ကျော်စွာရဲ့လက်တွေကဖုံတွေအလိမ့်လိမ့်နဲ့အိတ်ဆက်နေတဲ့ပရပိုက်အမဲရောင်စာအုပ်ကြီးကိုဆုပ်ကင်မိလိုက်တဲ့အချိန်မှာပဲတကူလုံးကလျှက်စီးနဲ့ရိုက်လိုက်တယ်လို့မျိုးတုန်ခါသွားခဲ့ပါတယ်။စာအုပ်ကြီးစီကနေအိတ်ဆက်လာတဲ့စွမ်းအင်တွေကသူ့ရဲ့လက်ဖွားကနေတဆင့်နှလုံးသားစီကိုဓာတ်ရိုက်စိတ်ဝင်သွားခဲ့ပြီးအသက်ဆူရတာရုတ်တရက်ရက်တန့်သွားတယ်လို့ခံစားလိုက်ရပါတယ်။မထိနဲ့အဲ့ဒါကိုမထိနဲ့ဦးနန္ဒရဲ့ဝိညာဉ်စုကဒေါသတကြီးနဲ့မဆန့်မပြေအော်ဟစ်လိုက်ရင်ကျော်စွာစီကိုလေထဲကနေပြန်ဝဲပြီးဆင်းလာခဲ့ပါတယ်။သူရဲ့ဟောင်းလောင်ပေါက်မျက်လုံးအိမ်ကြီးတွေထဲကနေသွေးညှော်နှံ့တွေပိုပြီးပြင်းထန်စွာထွက်ပေါ်လာခဲ့ပြီးကျော်စွာရဲ့လက်ပင်ကိုညှစ်တက်ဖို့လက်သေးမမဲကြီးတွေကိုဆန့်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ကျော်စွာကအဆော့မပေးပဲလက်ထဲကဖျောင်းနိုင်မီတောက်လေးကိုအားကိုးပြီးပရပိုက်အမဲကြီးရဲ့စာမျက်နှာတွေစီကိုထိုးကပ်လိုက်ပါတယ်။မင်းရဲ့ရုံမာမှုတွေအားလုံးဒီညမှာတင်ပြီးဆုံးစေရမယ်။ကျော်စွာကအန်ကျိတ်ပြီးអော်လိုက်ပါတယ်။ဖျောင်းနိုင်ရဲ့ဝါချချင်းမီတောက်လေးကပရပိုက်ရဲ့6သွေးနေတဲ့အနာသက်တွေကိုစတင်ပြီးလောင်ကျွမ်းသွားခဲ့ပြီးအနက်ရောင်မီးကူလုံးကြီးတွေချက်ချင်းထွက်ပေါ်လာကအခန်းတစ်ခုလုံးမှာလူသေးအလောင်းမီးဆိုးတဲ့ညှော်နှံ့လိုအနံ့ဆိုးတွေပြည့်နှက်သွားခဲ့ပါတယ်။ငါ့ကိုမတတ်ပါနဲ့မင်းကိုငါအကုန်ပေးမယ်။ဟိုဆွေတွေငွေတွေယူပါသာသနာငွေတွေကိုငါစုထားတဲ့ယေဒနာတွေအားလုံးမင်းကိုပေးပါမယ်။ဦးနန္ဒကနာကျင်လွန်းလို့မြေပေါ်ကိုလှိတ်ကြရင်းနဲ့တစ်ဖက်ကလည်းသူ့ရဲ့မောဟလောဘစိတ်ကိုထိမ့်မနိုင်ပဲဆွေငွေတွေနဲ့လက်ထိုးဖို့ကြိုးစားနေခဲ့ပါတယ်။ဒီကနေ့အထိဝိညာဉ်ဘဝရောက်နေတာတောင်ဆွေတွေငွေတွေကိုဖတ်တွယ်ပြီးသာသနာငွေတွေကိုကိုယ်ပိုင်ပစ္စည်းလို့သဘောထားနေတဲ့ဒီဖုန်ကြီးဆိုးရဲ့ရုံမာမှုတွေကိုကြည့်ပြီးကြော်စွာရင်ထဲမှာပို့ပြီးတော့ယွန်စာမိပါတယ်။ဖျားသားတော်အဖြစ်ဝိဆင်ထားတဲ့တင်ကန်းကိုအယောင်ဆိုးပြီးကိုကြိုးစားခဲ့ရုံတင်မကပဲအခုထိလဲအပြစ်တွေကိုနောင်တမရပဲလောဘဇောတက်နေတာကတကယ်ကိုတနာစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းလှပါတယ်။ဒါပေမဲ့ပရပိုက်စာအုပ်ကအောက်လန်းနီးနဲ့စီရင်ထားတာမို့တာမန်မီးနဲ့ချက်ချင်းပြမကျသွားပဲတအီးအီးနဲ့ပဲလောင်ကျွမ်းနေခဲ့ပါတယ်။ဦးနန္ဒရဲ့ဝိညာဉ်ဆိုးကနာကျင်မှုတွေကြားထဲကနေဒေါသတွေအဆမတန်ထွက်လာပြီးကြော်စွာစီကိုနောက်တစ်ကြိမ်လေဟုန်စီးပြီးပြေးဝင်လာခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့သူ့ရဲ့လက်သေးတွေကကျော်စွာရဲ့ရင်ဘတ်ကိုကုတ်ချစ်မိသွားခဲ့ပါတယ်။ကျော်စွာရဲ့အင်ကြီးတွေစုပ်ပြေးသွားပြီးရင်ဘတ်မှာသွေးတွေစိတ်ထွက်လာခဲ့ပါတယ်။အစိတ်တင်းတယ်လို့မျိုးတောက်လောင်ပူဆက်တဲ့ဝေဒနာကကျော်စွာတစ်ခုလုံးပြန့်နှံ့သွားခဲ့ပါတယ်။ကျော်စွာတယောက်တင်မင်းကသူ့အနာကိုတကယ်ကိုတိုးကပ်နေပြီးဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ဒီမြေအောက်ခန်းရဲ့အစွန်းဆုံးဖျားဆင်းတူတော်ကြီးစီရဘက်ကိုအာတင်ပြီးခြေလမ်းတွေကိုဆွေရင်ဝင်ပြေးသွားခဲ့ပါတယ်။ပရပိုက်ကိုမိတောက်ထဲကိုပို့ပြီးထိုးထည့်ရင်ဖျားရုပ်ပွားတော်ကြီးရဲ့ဆေးမှရှိတဲ့စင်မီခွက်ဟောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစင်မီခွက်ထဲမှာနှစ်ပေါင်းများစွာကြာနေပေမဲ့စီတချို့ကကြံနေသေးတာကိုမြင်တော့ကျော်စွာကပရပိုက်စာအုပ်ကိုစီခွက်ထဲကိုထည့်ပြီးမိဆိုးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စီမီခွက်ထဲကိုပရပိုက်စာအုပ်ထည့်လိုက်တဲ့အချိန်မှာပဲမိတောက်ကဝုန်းကနေပုံမူကြီးမားစွာတောက်လောင်သွားခဲ့ပါတယ်။အခန်းတစ်ခုလုံးလင်းထိန်သွားပြီးဦးနန္ဒရဲ့ဝိညာဉ်ဆိုးကြီးဟာမိတောက်တွေကြားထဲမှာပိတ်မိသွားသလိုမျိုး
တကူလုံးမီးဟုံးဟုံးတောက်လာခဲ့ရပါတယ်သူ့ရဲ့အယိုးစုမျက်နှာကြီးကမီးတောက်တွေကြားထဲကနေပြာကျလုနေပါဖြစ်နေပေမဲ့သူ့ရဲ့အောက်လန်းနီးပညာတွေကတိတ်ပြီးအစွမ်းထက်လှတဲ့အတွက်လွယ်နဲ့တော့ပျက်စီးမသွားခဲ့ပါဘူးမီးတောက်တွေကြားကနေဦးနန္ဒကကျော်စွာကိုအသေးလဲဆွဲခေါ်ဖို့သူ့ရဲ့မီးတောက်နေတဲ့လက်ကြီးတွေကိုဆန့်ထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမြေအောက်ခန်းထဲမှာရှိနေတဲ့ရွာသားဟောင်းတွေရဲ့ဝိညာဉ်တွေကတဖြည်းဖြည်းနဲ့လှုပ်ရှားလာကြပြီးသူတို့ရဲ့မျက်နှာတွေမှာအရင်ကလိုအတိမဲ့နေတဲ့ပုံစံမျိုးမဟုတ်တော့ပဲဦးနန္ဒရဲ့ကျိန်စာကပြက်ပြေစားပြုတ်လာတဲ့အတွက်နာကျင်မှုတွေနောင်တတွေနဲ့ဒေါသတွေထင်ဟပ်လာခဲ့ပါတယ်သူတို့အားလုံးကကြော်စွားကိုမဟုတ်ပဲဦးနန္ဒရဲ့တောက်လောင်နေတဲ့ခန္ဓာကိုယ်စီကိုစုပြုံပြီးတိုးဝင်သွားခဲ့ကြပါတယ်ဝိညာဉ်တွေကဦးနန္ဒကိုဆွဲကင်ထားကြပြီးငရဲမီးတဲကိုဆွဲချဖို့ကြိုးစားနေကြသလိုပါပဲကျောင်းဆောင်ပြက်ကြီးတစ်ခုလုံးကလည်းတုန်ခါမှုတွေပြင်းထန်လာပြီးအပေါ်ကကြောက်ခဲတွေတစ်သားတိုင်တွေကတဖြည်းဖြည်းနဲ့ပြိုကျလာခဲ့ပါတယ်ကျော်စွာတယောက်မိခိုးတွေကြောင့်အသက်ဆူရတာလည်းအရန်ကျက်လာပြီးလမ်းပြောင်းနေခဲ့ပေမဲ့ဘေးဘက်ကနန်းရံတစ်ခုပြိုကျသွားတဲ့နေရာကနေလေအေးအေးလေးတစ်ချက်ဖြတ်တိုက်လာတာကိုသူခံစားလိုက်ရပါတယ်အဲ့ဒီနေရာကအပြင်ဘက်ကိုထွက်လို့ရမယ်တော်လန်လေးတစ်ခုစီကိုဥတီနေမလားဒါမှမဟုတ်နောက်ထပ်လွတ်မြောက်ခွင့်မရှိတဲ့လှုပ်ဝက်ချက်တစ်ခုစီကိုပဲဆက်သွားနေသလားဆိုတာကျော်စွာတယောက်စဉ်းစားရင်းနဲ့ပဲအဲ့ဒီပြိုကျနေတဲ့လမ်းကြောင်းလေးတွေကိုဝင်သွားခဲ့ပါတော့တယ်အနောက်မှာတော့ဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေအောက်လန်းကျိန်စာတင်ဘုံကြီးကျောင်းပြက်ကြီးဟာမိတောက်တွေကြားထဲမှာကြံရစ်ခဲ့ပါတော့တယ်ကျင်းမြောင်းပြီးဖုံတွေအလိမ့်လိမ့်နဲ့ညှော်နှံ့နေပြည့်နေတဲ့ဦးမင်းလိုလမ်းကြောင်းကျင်းလေးထဲကိုကျော်စွာတယောက်အသက်လူပြီးတိုးဝင်သွားခဲ့ပါတယ်အနောက်ကနေကျောင်းဆောင်ကြီးတစ်ခုလုံးပြိုကျပျက်စီးလာတဲ့အတန်ကြီးတွေကမြေအောက်လမ်းကြောင်းတစ်ဆောက်မှာဟိမ့်ထွက်နေပြီးလေလှိုင်းတွေနဲ့အတူမြေမှုန်တွေကြောက်ခဲလေးတွေကသူ့ရဲ့ကြောပေါ်ကိုတဖွဲဖွဲကျလာခဲ့ပါတယ်ကျော်စွာတယောက်ခြေဦးတဲ့ရာကိုပဲအမောင်ထဲမှာစံတဝါဝါနဲ့တိုးဝင်သွားခဲ့ပါတယ်သူ့ရဲ့ရင်ဘက်ကဦးနန္ဒရဲ့လက်သေးနဲ့ကုတ်ချစ်ခံလိုက်ရတဲ့ဒဏ်ရာကနေသွေးတွေအဆက်မပြတ်စိတ်ထွက်နေပြီးပူဇက်ပူလောင်ဝေဒနာကလည်းတကူလုံးကိုနှိပ်စက်နေခဲ့ပါတယ်ဒါပေမဲ့တေဘေးကနေလွတ်မြောက်ဖို့အတွက်နာကျင်မှုကိုအန်ကျိတ်ခံရင်းစိတ်ကိုပဲတရွေ့ရွေ့နဲ့ကူးဖြတ်လာခဲ့ပါတယ်ကျင်းမြောင်းလှတဲ့မြေအောက်ကျောင်းနံရံတွေကသူ့ရဲ့ပခုံးတွေကိုပုတ်တိုက်မိပြီးအရေပြားတွေစုပ်ပြေးကုန်ပေမဲ့နောက်ကနေလိုက်ပါလာတဲ့မိခိုးမွေးတွေနဲ့မြေပြိုတံတွေကြောင့်သူခဏလေးတောင်ရက်နာလို့မရခဲ့ပါဘူးအချိန်တော်ကြာအောင်ရုန်းကန်တော်သွားပြီးတဲ့နောက်မှာတော့လက်ဆက်ပြီးအိဆက်လာတဲ့လေတူးကသူ့ရဲ့မျက်နှာကိုလာရောက်ထိတွေ့သွားခဲ့ပါတယ်အစေဘက်ကမြူခိုးတွေကြားကလာရောက်မမိန်လေးကိုမြင်လိုက်ရတဲ့အတွက်ကြော်စွာအားကုန်သုံးပြီးတိုးထွက်လိုက်တဲ့အခါမှာတော့တောအုပ်ရဲ့ခြုံပုတ်တွေကြားထဲကိုလိတ်ကျသွားခဲ့ပါတယ်ကြော်စွာတယောက်ကြောင်းပြက်ကြီးတွေကနေအပြင်ကိုလွတ်မြောက်လာခဲ့ပါပြီအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမိတောက်တွေနဲ့အတူပြိုကျပျက်စီးသွားတဲ့ဖုံကြီးကျောင်းဟောင်းကြီးရဲ့ပုံရိပ်ဆိုးကြီးကမြူခိုးတွေကြားထဲမှာပျောက်ကွယ်ပြီးကြံခဲ့ပါတော့တယ်ဒါပေမဲ့သူရောက်နေတဲ့နေရာကရွာကိုပြန်တဲ့လမ်းကြောင်းမဟုတ်ပဲထူထပ်လာတဲ့မြူစစ်စိမ့်တွေဖုံးလွှမ်းနေတဲ့အိမ်ပြက်ကြီးတွေတန်းစီတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါတယ်လာပြညာရဲ့လာရောင်အောက်မှာမြင်နေရတဲ့ဒီအိမ်တွေကတိုင်လုံးတွေဆွေးမြေ့နေပြီးအမိုးတွေကလည်းပျက်စီးနေခဲ့ပါပြီဒါကဦးတောင်းဆွေပြောခဲ့တဲ့လာပြညာတကောင်ရံမှာပြန်ပေါ်လာတတ်တဲ့ရွာဟောင်းပြက်ကြီးပဲဖြစ်ပါတယ်ကျော်စွာတယောက်ရွာပြင်ဘက်ကိုထွက်မဲ့လမ်းကိုစာဖွင့်ဖို့အတွက်အိမ်ပြက်တွေကြားထဲကိုသတိထားပြီးခြေလှမ်းတွေလှမ်းရင်းဝင်သွားခဲ့ပါတယ်လမ်းတစ်ဆောက်မှာတွေ့ရတဲ့အိမ်ပြက်တွေရဲ့တကားဝတွေမှာသွေးစွန်းနေတဲ့အဝတ်စတွေလူတွေရဲ့အသုံးဆောင်ပစ္စည်းဟောင်းတွေကကြောက်မက်ဖွယ်ပြန့်ကျဲနေခဲ့ပြီးဒီရွာကလူတွေဟာဟိုးရခင်ကဦးနန္ဒဆိုတဲ့ဘုန်းကြီးကိုတကယ်ဖျားတဆူလိုကိုးကွယ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုတန့်ဆင်းတဲ့ယုံကြည်မှုကိုအခွင့်ကောင်းယူပြီးဦးနန္ဒကရွာသားတွေစီကပတ်စံတွေတင်မကပဲလေယာမြေတွေကိုပါဖျားမြေအဖြစ်လှူဒန်းဖို့မတရားချင်းချောင်းညှစ်ယူခဲ့တာပဲဖြစ်ပါတယ်လူတွေကသာသနာကိုကြီးညိုလွန်းလို့အလှူအတန်းတွေပေးခဲ့ပေမဲ့ဦးနန္ဒကတော့ကျောင်းပေါ်မှာတက်ဦးစံပိုင်လိုဗိုလ်ကျစိုးမိုးပြီးရွာကအမျိုးသမီးငယ်လေးတွေကိုပါနှီးမျိုးစုံနဲ့လှည့်စားပြီးဖျက်ဆီးခဲ့တဲ့အထိတီလာပြတ်ခဲ့တာဖြစ်ပါတယ်ရဟန်းပေါင်ရဲ့စီကံတွေကိုလုံးဝမလေးစားပဲရွာသားတွေစုပေါင်းလှူထမ်းထားတဲ့ကျောင်းတိုက်ကြီးကိုသူ
သူ့ရဲ့ကိုယ်ပိုင်အပျော်ပါးဆရာနေရာတစ်ခုလိုအတုံးချခဲ့တာတွေးကြည့်ရင်တော့ယွန်းစားစရာကောင်းလှပါတယ်ဒီလိုအကျင့်ပြတ်မှုတွေကိုရွာသားတွေကသိရှိသွားပြီးတန်ခါနာယကအဖွဲ့စီကိုတိုင်ကြားဖို့ပြင်ဆင်ကြတဲ့အခါမှာတော့ဦးနန္ဒာကသူ့ရဲ့အောက်လန်းနည်းပညာတွေနဲ့ရွာထဲကရေတွင်းတွေထဲကိုရရဆက်ဆက်အစိတ်ခတ်ပြီးရွာလုံးကျွတ်ကိုတက်ပစ်ခဲ့တာပဲဖြစ်ပါတယ်ကျော်စွာတယောက်အိမ်ပြက်ကြီးတွေကြားထဲလမ်းဆောက်သွားရင်လမ်းလေကောင်မှာရှိတဲ့ရေတွင်းကြီးတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီရေတွင်းထဲကနေရေငွေ့တွေလိုမြူခိုးတွေတလိမ့်လိမ့်တက်နေပြီးလေထဲမှာစိုးနှက်စရာကောင်းလာတဲ့ဝိညာဉ်တွေရဲ့ငိုဆိုင်တန်တွေကိုကြားလိုက်ရပါတယ်ကျော်စွာတယောက်ဒီကျင်းစာတင့်နေတဲ့ရွာပြက်ကြီးတွေကနေအမြန်ဆုံးလွတ်မြောက်အောင်ထွက်ပြေးမှဖြစ်မယ်ဆိုတာကိုသိလိုက်ပါတယ်ဒါပေမဲ့လမ်းမပေါ်မှာမြူခိုးတွေကပိုပြီးစုစည်းလာပြီးအိမ်ပြက်ကြီးရဲ့ပရင်းပေါက်တွေတကားပေါက်တွေစီကနေအမှောင်ရိပ်တွေကသူ့စီကိုစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်ရုတ်တရက်သူ့ရဲ့အနောက်ကနေ6ကက်ကက်ရေတံကြီးတစ်ခုကထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်မီးလောင်ပျက်စီးသွားတဲ့ဦးနန္ဒာရဲ့ဝိညာဉ်ဟာလုံးဝပျက်စီးမသွားသေးပဲပိုပြီးကြောက်စရာကောင်းတဲ့မဲမောင်လှတဲ့ပုံရိပ်ဆိုးကြီးအဖြစ်သူ့ရဲ့နောက်ွယ်မှာပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်တရေဖုန်ကြီးဦးနန္ဒာရဲ့ကိုယ်တည်းကြီးကမီးလောင်ထားတဲ့တစ်သားတုံးကြီးတစ်ခုလိုမဲပုတ်6ကက်နေပြီးအကွဲကြောင်းတွေကြားထဲကနေစိမ့်စစ်ဆွေအလင်းတန်းတွေထွက်ပေါ်နေခဲ့ပါတယ်သူ့ရဲ့လက်သေးကုတ်ချစ်ခံလိုက်ရတဲ့ကျော်စွာရဲ့ရင်ဘက်ကတန်ရာကလည်းတဆစ်စစ်နဲ့ပိုပြီးကြိုက်ခဲလာခဲ့ပါတယ်လေတုထဲမှာပုတ်စော်နံတဲ့အနံ့ဆိုးကြီးကပိုပြီးပြင်းထန်လာခဲ့ပြီးကျော်စွာခေါင်းတွေမူးဝေလာခဲ့ပါတယ်မင်းကငါရဲ့အသက်ဝိညာဉ်စာအုပ်ကိုမီးဆို့ပြီးငါ့ကိုဖျက်ဆီးနိုင်မယ်ထင်နေတာလားငါကသာသနာအရေးချုံပြီးလူတွေကိုလိန်ညာခဲ့စဉ်ကတည်းကတည်ခြင်းတရားကိုကြော်လွန်ဖို့နီးလန်းတွေကိုစာဖွေခဲ့ပြီးသားကွဦးနန္ဒာကအော်ဟစ်လိုက်တန်ကြီးကညကြီးမင်းကြီးထဲမှာဟိမ့်ထွက်သွားခဲ့ပါတယ်သူပြောတဲ့စကားလုံးတိုင်းကတကယ်ကိုယွန်စရာကောင်းလှပါတယ်ယဟန်ပေါင်တွေကိုရည်ရွယ်ချက်ဆိုးတွေနဲ့ဝင်ရောက်လာပြီးလူတွေရဲ့ကြီးညိုတရားကိုခုတုံးလောက်ကကိုပိုင်စည်းစိမ်ကိုပဲစာဖွေခဲ့တဲ့ဒီလိုဖုံးကြီးဆိုးတွေဟာသာသနာကိုဖျက်ဆီးတဲ့သူတွေပဲဖြစ်ပါတယ်တက်စီထင်ရှားစီစဉ်ကလည်းတရားဟောစဉ်ပေါ်ကနေပါဇက်ကဖျားတရားတန်ခါလို့ပြောပြီးစွန်ကြီးလောင်းပွဲတွေလောက်ကရွာသားတွေစီကဆွေတွေငွေတွေညှစ်ယူခဲ့ပေမဲ့ကျောင်းနောက်ွယ်မှာတော့အောက်လန်းဆရာတွေနဲ့ပေါင်းပြီးလူသက်ပြုတ်စားတာတွေကလေးတငယ်တွေကိုနှိပ်စက်တာတွေကိုအဆက်မစီလုပ်ခဲ့ကြတာဖြစ်ပါတယ်တည်သွားတဲ့အခါမှာလဲသူ့ရဲ့မောဟနဲ့လောဘတွေကြောင့်ကျွတ်လွတ်မသွားပဲဒီရွာပြက်ကြီးထဲမှာရွာသားတွေရဲ့ဝိညာဉ်တွေကိုချုပ်နှောင်ပြီးဒုက္ခပေးနေစေဖြစ်ပါတယ်ကျော်စွာကသူ့စိတ်ထဲမှာတော့ဒီလိုတီလာပြတ်တဲ့တရေဖုံကြီးကိုလုံးဝအဆုံးမပေးချင်တဲ့ဒေါသတွေကတောက်လောင်နေခဲ့ပါတယ်ရင်ဘက်ကတန်ရာကိုလက်နဲ့ဖိထားရင်းနောက်ကိုခြေတလန်းဆုပ်လိုက်ပါတယ်သူ့ရဲ့အနောက်မှာတော့ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ရေတွင်းဟောင်းကြီးရှိနေခဲ့ပါတယ်အဲ့ဒီရေတွင်းထဲကနေတက်လာတဲ့ခက်ဆက်စိမ့်မြူကိုတွေက ရေတွင်းဝမှာဝဲလည်နေခဲ့ပါတယ်ဒီရေတွင်းကငါ့ကိုတန်တရားဝင်တဲ့ရွာလူကြီးတွေကိုအစိတ်ခတ်ပြီးပြစ်ချခဲ့တဲ့နေရာပဲသူတို့တွေမကဘူးငါရဲ့အလိုကိုမလိုက်လို့ငါတပ်ပစ်ခဲ့တဲ့ကိုရင်တွေရဲ့အလောင်းတွေကိုလည်းဒီထဲမှာပဲဖုံးကွယ်ခဲ့တာဒီညတော့မင်းရဲ့အလောင်းကလည်းဒီရေတွင်းထဲကိုပဲရောက်သွားရအောင်မယ်ဦးနန္ဒာကပြောရင်းနဲ့ကျော်စွာစီကိုတရွေ့ရွေ့နဲ့ကတ်လာခဲ့ပါတယ်ဦးနန္ဒာရဲ့မဲမောင်နေတဲ့လက်ဆိုးကြီးတွေကလေထဲမှာဆန့်ထွက်လာပြီးကျော်စွာရဲ့လက်ပင်ကိုညှစ်ဖို့တိုးကပ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျော်စွာမျက်လုံးကရေတွင်းဝါရဲ့ဘေးဘက်မြေပြင်ပေါ်မှာကျိုးပဲပြက်စီးနေတဲ့ဆေဟောင်ဖျားရုပ်ပွားတော်ရဲ့ဥကောင်းတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီဥကောင်းတော်ကဦးနန္ဒာဖျားခြင်းပေါ်ကနေဆွေတွေငွေတွေထုတ်ဖို့အတွက်ထုခွဲပစ်ခဲ့တဲ့ဖျားရုပ်ပွားတော်ရဲ့အပိုင်းစပဲဖြစ်ပါတယ်ကျော်စွာကအဲ့ဒီဖျားဥကောင်းတော်အပိုင်းစလေးကိုအမြန်ကောက်ယူလိုက်ပြီးသူ့အင်ကြီးအိတ်ကတ်ထဲကကျန်နေသေးတဲ့ကြီးနီဆောင်ပြားလေးနဲ့အတူပူးကပ်လိုက်ပါတယ်ပြီးတော့သူ့ဆေးကိုတိုးကပ်လာတဲ့ဦးနန္ဒာရဲ့မျက်နှာဆိုးကြီးစီကိုအားကုန်သုံးပြီးပြစ်ပေါက်လိုက်ပါတယ်ဖျားရုပ်ပွားတော်ရဲ့အပိုင်းစားနဲ့အဆောင်ပြားပူးကပ်သွားတဲ့အရာကဦးနန္ဒာရဲ့ရင်ဘတ်စီကိုတက်တက်ကြီးမှန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစူးစားလာတဲ့ဆွေဝါရောင်အလင်းတန်းကြီးတစ်ခုကဦးနန္ဒာရဲ့ရင်ဘတ်အကြောင်းတွေကြားထဲကနေပောက်ကွဲထွက်လာခဲ့ပါတယ်ဦးနန္ဒာကနာကျင်လွန်းလို့သူ့ရဲ့ခေါင်းကြီးကိုနောက်ကိုလန်အောင်အော်ဟစ်လိုက်ပါတယ်သူ့ရဲ့ကိုယ်တည်းကြီးကတစားစီပြိုကွဲပျက်စီးလာပြီးအနက်ရောင်သွေးတွေနဲ့မိโก้တွေပန်းထွက်လာခဲ့ပါတယ်
အဲ့ဒီပောက်ကွဲမှုအချိန်ကြောင့်ကြော်စွာလဲလွင့်စင်သွားခဲ့ပြီးအနီးနားကအိမ်ပြက်ကြီးတစ်လုံးရဲ့အမိုးစွန်းအောက်ကိုဝင်သွားခဲ့ပါတယ်အထဲကိုရောက်သွားတဲ့အချိန်မှာပဲအပြင်ဘက်ကရေရင်းကြီးတဲကနေဝုန်းကနေမြေတံကြီးနဲ့အတူရေတွေပန်းထွက်လာခဲ့ပြီးရေတွင်းတဲကပိတ်မိနေတဲ့အပြစ်မဲ့ကိုယွန်လေးတွေနဲ့အတူရွာသားတွေရဲ့ဝိညာဉ်တွေကဦးနန္ဒာရဲ့ကျိန်စာကျိုးတွေပြတ်တောက်သွားတဲ့အတွက်အလင်းတန်းတွေဖြစ်နေကောင်းကင်ဘုံကိုပြန်တက်သွားကြပါတော့တယ်ဦးနန္ဒာရဲ့ဝိညာဉ်ဆိုးကတော့မိကိုအမဲရောင်ကြီးအဖြစ်ပြောင်းလဲသွားပြီးနာကျင်စွာနဲ့ညီးတွားရင်းရေတွင်းနှက်ကြီးထဲကိုပြန်လဲဆွဲချခြင်းခံလိုက်ရပါတော့တယ်မြေအောက်ကနေထွက်ပေါ်လာတဲ့ပြင်းထန်လှတဲ့ဆွဲအားကြောင့်ရေတွင်းနံရံတွေကပြိုကျပျက်စီးသွားပြီးရေတွင်းကြီးတစ်ခုလုံးမြေကြီးထဲကိုငုတ်ဆိုးပျောက်ကွယ်သွားခဲ့ပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်ပြန်လဲငြိမ်သက်သွားခဲ့ပြီးအစိမ့်ငွေ့လိုထူထပ်လာတဲ့မြူဆွစိမ့်တွေကလည်းတဖြည်းဖြည်းချင်းလေထဲမှာပျော်ဝင်ပျောက်ကွယ်သွားခဲ့ပြီးအိမ်ပြက်ကြီးတွေဟာလည်းဖုံမှုန့်တွေအဖြစ်ပြိုကွဲပျက်စီးကာကြော်စွာရဲ့မျက်စိဆေးမှတင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒါပေမဲ့ပတ်ဝန်းကျင်ကအရာအလုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့လာရောင်ตาရနေတဲ့တောအုပ်ဟောင်းလေးရဲ့မြေပြင်ပေါ်မှာသူတယောက်တည်းနှုံချိစွာနဲ့လဲလျောင်ကြံရစ်ခဲ့ရပါတယ်ရင်ဘက်ကတန်ရာကတော့သွေးတွေတိတ်သွားခဲ့ပေမဲ့အမာရုပ်မမဲကြီးတစ်ခုအဖြစ်ကြံရှိနေခဲ့ပါတယ်မနက်ခင်းလင်းအားကြီးချိန်မှာတော့ဦးတောင်းချွေနဲ့ရွာသားတွေဟာကြော်စွာကိုစာဖွေဖို့တောနက်ကြီးတဲကိုရောက်လာခဲ့ကြပါတယ်မြေပြင်ပေါ်မှာတတိလက်မစ်မျောနေတဲ့ကြော်စွာကိုတွေ့လိုက်ရတဲ့အခါမှာတော့အားလုံးကဝမ်းသာအားရနဲ့ကဲတင်ခဲ့ကြပြီးကြော်စွာပြန်လဲနိုးထလာတဲ့အခါမှာတော့သူ့ကိုကဲတင်ပေးခဲ့တဲ့ဦးတောင်းဆွေကိုကြည့်ပြီးမျက်ရည်တွေဝဲလာခဲ့ပါတယ်။ဖုန်ကြီးဆိုဦးနန္ဒာရဲ့ကျင်းစာတင့်တဲ့ရွာပြက်ကြီးနဲ့ကျောင်းပြက်ကြီးဟာအခုတော့တကယ်ပဲမြေမြုပ်ပျက်စီးသွားခဲ့ပါပြီ။ဒါပေမဲ့သာသနာအရေးချုံပြီးရုံမာခဲ့တဲ့ဖုန်ကြီးတွေရဲ့ကြောက်စရာကောင်းတဲ့အတိတ်ဆိုးတွေကတော့ကျော်စွာရင်ဘက်ကအမာရွတ်လိုပဲလူတွေရဲ့စိတ်ထဲမှာဘယ်တော့မှမမေ့နိုင်စရာဒဏ္ဍာရီတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ကျော်စွာတွတ်တော့အဲ့ဒီညကအဖြစ်ဆိုးကြီးကအိမ်မက်တစ်ခုအနေနဲ့တင်လွယ်နဲ့ပြီးဆုံးမသွားခဲ့ပါဘူး။ရွာကိုပြန်ရောက်ပြီး၃ရက်မြောက်တဲ့နေ့အထိကျော်စွာတယောက်အိယာထဲကနေမထနိုင်ဖြစ်နေခဲ့ရပါတယ်။ရင်ဘက်ကအမာရုပ်မမဲကြီးကတဖြည်းဖြည်းနဲ့ပိုပြီးပုတ်ပွားလာသလိုခံစားရပြီးပူဆက်ပူလောင်ဝေဒနာကလည်းတကူလုံးကိုပြည့်နှက်နေခဲ့ပါတယ်။ညနေသကောင်ရန်ရောက်တိုင်းအိမ်မက်ထဲမှာဦးနန္ဒာရဲ့တရေဖုန်ကြီးမျက်နှာဆိုးကြီးကပေါ်လာပြီးမင်းကားစီကိုပြန်လာရမယ်မင်းကငါရဲ့ကြုံပဲဆိုပြီးချင်းချောက်နေခဲ့ပါတယ်ကျော်စွာတယောက်နေခင်ဘက်တွေမှာတော့သူ့အခန်းရဲ့အမောင်တောက်တွေကနေမြူခိုးစစိမ့်တွေပြန်ဝဲနေတယ်လို့မျိုးထင်ရောင်ထင်မှားဖြစ်လာခဲ့ပါတယ်ဦးတောင်းဆွေကကျော်စွာအနားမှာထိုင်ရင်းရေနွေ့နွေ့လေးတိုက်ဖို့ကြိုးစားနေခဲ့ပါတယ်ကောင်းလေးမင်းရဲ့တန်ရာကတာမန်တန်ရာမဟုတ်ဘူးအဲ့ဒီဦးနန္ဒာရဲ့အောက်လန်းကျိန်စာကမင်းရဲ့သွေးတဲ့အထိစိတ်ဝင်သွားခဲ့ပုံရတယ်။ဦးတောင်းဆွေကစိုးရိမ်တကြီးနဲ့ပြောပြခဲ့ပါတယ်။ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဦးတောင်းဆွေ။ကျွန်တော်တေးရတော့မှာလား။ကျော်စွာကတုံရင်နေတဲ့အတန်နဲ့မေးလိုက်ပါတယ်။ဦးတောင်းဆွေကတပ်ပြင်းချရင်ခေါင်းခါလိုက်ပြီးငါတို့ရွာရဲ့အနောက်ဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းအစ်စ်ကဆရာတော်ဦးဝီမလာစီကိုသွားပြီးအကူကြီးတောင်းရင်ကောင်းမလားလို့စဉ်းစားမိတယ်။ဒါပေမဲ့ဦးတောင်းဆွေရဲ့စကားကရုတ်တရက်ရက်တန့်သွားပြီးမျက်နှာကညှိုးနွမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ဘာဖြစ်လို့လဲဦးတောင်းဆွေရဲ့ကျော်စွာကစူးစမ်းစွာနဲ့မေးလိုက်ပါတယ်။ဦးတောင်းဆွေကဘေးဘီကိုကြည့်ပြီးတူတူလေးဆက်ပြောခဲ့ပါတယ်။အခုခေတ်ဖုန်ကြီးတွေကလည်းအရင်ခေတ်ကလိုသီလသမာဓိတွေနဲ့ပြည့်စုံတော့တာမဟုတ်ဘူးကွ။အဲ့ဒီဆရာတော်ဦးဝိမလဆိုတာလဲအပြင်ပန်းကတော့သာသနာပြုတဲ့ရောင်ရောင်နဲ့လူတွေကိုတရားဟောပြီးဆွဲဆောင်နေပေမဲ့ကျောင်းနောက်ကွယ်မှာတော့ဆွေတွေငွေတွေကိုပဲမတ်မော်နေခဲ့တာရွာသားတွေစုပေါင်းလှူဒန်းထားတဲ့သာသနာလှူငွေတွေကိုတုံးပြီးသူ့ရဲ့ဆွေမျိုးတွေကိုတိုက်တွေကားတွေဝယ်ပေးနေတာသူ့เจ้าမှာသတင်းသုံးတဲ့ကိုရင်လေးတွေကိုလည်းကြကြံတန်နှိမ့်ဆက်လေးရှိတယ်လို့သတင်းတွေကြားရတယ်သူလဲဦးနန္ဒာလိုပဲအကျင့်မကောင်းတဲ့သာသနာအရေးချုံတစ်ပါးပဲဖြစ်မယ်ထင်တယ်ဦးတောင်းဆွေကယွန်းစားစရာကောင်းတဲ့ခက်ပြိုင်ဖုန်ကြီးတွေရဲ့အကြောင်းကိုဖွင့်ချလိုက်ပါတယ်ဒီလိုသီလပြတ်တဲ့ဖုန်ကြီးတွေကြောင့်ပဲသာသနာကတဖြည်းဖြည်းနဲ့အမှောင်ကျလာတာဖြစ်ပြီးလူတွေကလည်းသာသနာပေါင်ကိုအထင်လွဲလာကြရတာဖြစ်ပါတယ်။ဖခင်เจ้าကန်ဆောက်ဖို့ဆိုပြီးအလှငွေကောက်ခံရမှာလဲ
တောင်ကနန်းလောက်ဝယ်ကြပေမဲ့တိန်ကနန်းလောက်အထိအတင်းကျပ်လှူဒန်းခိုင်းပြီးကိုယ်ပိုင်ချမ်းသာမှုကိုစာဖွေနေကြတာတွေးပြီးရင်ကျော်စွာစိတ်ထဲမှာပိုပြီးအားကိုးရမဲ့တယ်လို့ခံစားလိုက်ရပါတယ်ဖယားသားတော်အဖြစ်ဝစ်ဆင်ထားတဲ့သင်္ကန်းကိုအကာအကွယ်ယူပြီးကိုကြိုးစားနေကြတဲ့အဲ့ဒီလိုဘုန်းကြီးတွေစီကနေဘယ်လိုတန့်စင်းတဲ့တရားအစွမ်းနဲ့ကုသပေးနိုင်မှာလဲလို့တန်တရားဝင်လာခဲ့ပါတယ်ဒါပေမဲ့ကျော်စွာရဲ့ရင်ဘတ်တန်ရာကပုံမူဆိုးဝါးလာပြီးတကူလုံးဖြူဖြော့လာခဲ့ပါတယ်ညတကောင်ရန်ရောက်လာတဲ့အခါကျော်စွာတယောက်အိပ်ပျော်နေရင်းကနေထူဆန်းတဲ့ပါဏိရွတ်ဆိုတန်ကြီးကထပ်ပြီးကြားလိုက်ရပြန်ပါတယ်အတန်ကအဝေးကနေလာတာမဟုတ်ပဲသူ့ရဲ့ဘေးနားတင်ရွတ်ဆိုနေတယ်လို့မျိုးနားထဲမှာဟိန်ထွက်နေခဲ့ပါတယ်ကျော်စွာကမျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အိယာဘေးမှာရက်နေတဲ့မမှောင်မမဲပုံရိပ်ကြီးတစ်ခုကိုမြင်လိုက်ရပါတယ်ကျော်စွာတယောက်လှုပ်ရှားဖို့ကြိုးစားပေမဲ့အရင်ညကလိုပဲတကူလုံးတောက်တင်းပြီးအော်လို့လည်းမရခဲ့ပါဘူးအဲ့ဒီပုံရိပ်မဲကြီးကဆရာတော်ဦးဝိမလနဲ့ပုံစံချင်းတူနေပေမဲ့သူ့ရဲ့မျက်နှာကတော့ဦးနန္ဒလိုပဲညိုမဲပုတ်ဆက်နေပြီးမျက်လုံးတွေကလည်းသွေးရောင်လွှမ်းနေခဲ့ပါတယ်မင်းငါရဲ့အစီရင်စာအုပ်ကိုဖျက်ဆီးခဲ့ပေမဲ့ငါရဲ့အစွမ်းတွေကိုတော့မဖျက်ဆီးနိုင်ပါဘူးငါကမင်းရဲ့ကိုယ်ခန္ဓာကိုတုံးပြီးသာသနာပေါင်ထဲမှာပဲထာဝရဆင်တန်နေအောင်မှာပါဆိုပြီးအကွဲကွဲအော်ဟစ်တန်ကြီးနဲ့ပြောလိုက်ပါတယ်ကျော်စွာရင်ဘက်ကအမာရွတ်ထဲကနေသွေးနက်တွေကစိတ်ထွက်လာပြီးအဲ့ဒီသွေးတွေကလေထဲမှာမြူခိုးစစိမ့်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မနက်ခင်းရောက်တဲ့အခါဦးတောင်းဆွေကကျော်စွာကိုအသေးတန်လာနှိုးခဲ့ပါတယ်ကျော်စွာထပါအောင်ဟိုအနောက်ဘက်ကျောင်းကဆရာတော်ဦးဝိမလကမင်းစီကိုလာနေပြီတဲ့သူကမင်းမတရေပူးကတ်နေတယ်ဆိုပြီးအာနာပြပြီးလာကုပေးမယ်လို့ရွာသားတွေကိုပြောထားတာဦးတောင်းဆွေကစိုးရင်တကြီးနဲ့ပြောလိုက်ပါတယ်ဦးတောင်းဆွေပြောနေတော့မှပဲအိမ်စီကနေပရိယွတ်တန်လိုအစီရင်လောက်တန်လိုတွေထွက်ပေါ်လာခဲ့ပါတယ်ကျော်စွာတယောက်အာတင်ပြီးအဲ့ယာကနေထကအပြင်ကိုထွက်ကြည့်လိုက်ပါတယ်ကျောင်းတိုင်းဖုန်ကြီးဦးဝိမလကနောက်လိုက်တပြေးတွေရွာသားတချို့တွေနဲ့အတူအိမ်စီကိုရောက်နေခဲ့ပါပြီဦးဝိမလရဲ့လက်ထဲမှာအလှငွေကောက်ခံတဲ့ဖလားကြီးတစ်လုံးကိုကင်ထားပြီးသူ့ရဲ့မျက်လုံးတွေကတော့လောဘဇောတွေနဲ့တောက်ပနေခဲ့ပါတယ်ဒီကောင်လေးမှာစိတ်ဟောင်းဖုန်ကြီးတရေရဲ့ဝိညာဉ်ပူကတ်နေတဲ့ဒါကိုမကုရင်ရွာပြက်ကြီးကကျိန်စာတွေဒီရွာထဲကိုရောက်လာလိမ့်မယ်ငါ့ကိုအလှငွေအမြောက်များလှူမှပဲငါကအင်းချက်တွေရာတာတွေနဲ့မောင်းထုတ်ပေးနိုင်မယ်ဦးဝိမလကရွာသားတွေကိုချင်းချောက်ပြီးအလှငွေကောက်ခံနေခဲ့ပါတယ်ရိုးသားတဲ့ရွာသားတွေကလည်းကြောက်လန့်နဲ့သူတို့စီကပါသမျှဆွေတွေငွေတွေကိုဦးဝိမလရဲ့ဖလားထဲကိုစုပြုံပြီးလှူဒန်းနေကြပါတယ်ကျော်စွာကတော့အဲ့ဒီဖုန်ကြီးကိုကြည့်ပြီးဆက်ဆုပ်ယွန်စာစိတ်တွေအထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီဖုန်ကြီးကတကယ်ကိုဦးနန္ဒလိုပဲလူတွေရဲ့ကြောက်စိတ်ကိုခုတုံလုပ်ပြီးအလူငွေညှစ်ယူနေတာဖြစ်ပါတယ်ဦးဝိမလကကျော်စွာစီကိုတဖြည်းဖြည်းချင်းဆောက်လာပြီးသူ့ရဲ့လက်တစ်ဖက်ကိုကျော်စွာဦးကောင်းပေါ်ကိုတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျော်စွာရင်ဘက်ကတန်ရာကဝုန်းကနေပူဆက်သွားခဲ့ပြီးဦးဝိမလရဲ့မျက်လုံးထဲမှာလည်းလူမသိနိုင်တဲ့လှုပ်ဝက်ဆိုးရုပ်တဲ့အပြုံးတစ်ခုကိုမြင်လိုက်ရပါတယ်ငါရဲ့ဆရာကြီးဦးနန္ဒရဲ့ကျိန်စာကတကယ်ကိုအစွမ်းထက်တာပဲဦးဝိမလကကျော်စွာနာကပ်ပြီးတူလေးပြောလိုက်ပါတယ်ကျော်စွာတကူလုံးအေးဆက်သွားခဲ့ရပြီးဦးဝိမလဟာဦးနန္ဒရဲ့တပြည့်ရင်ဖြစ်ရုံတွေမကပဲအခုထက်ထိအောက်လန်းနီးတွေနဲ့ရွာသားတွေကိုပြုစားပြီးကိုကြိုးစားနေတဲ့သာသနာရန်သူဖြစ်နေခဲ့တာပါကျော်စွာတယောက်အရန်ကြောက်နေခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့လုံးဝအဆုံးမပေးဘူးဆုံးဖြတ်လိုက်ပါတယ်သူကအိမ်ထဲကိုအမြန်ပြေးဝင်သွားပြီးဦးတောင်းဆွေပေးထားတဲ့ကြေးနိဆောင်ပြားလေးကိုပြန်စားဖို့ကြိုးစားခဲ့ပါတယ်သူအိမ်ထဲကိုဝင်သွားခဲ့ပြီးအနောက်မှာတော့ဦးဝိမလရဲ့ဒေါသတကြီးနဲ့အော်ဟစ်တန်တွေနဲ့အတူရွာသားတွေရဲ့စိုးရင်တကြီးအော်ဟစ်တန်တွေကကြံ့ရစ်ခဲ့ပါတယ်အခန်းထဲကမှောင်ရိပ်တွေထဲမှာကျော်စွာကသွေးယူတန်ယူနဲ့အထုပ်ပိုးတွေကိုလိုက်မွေနှောက်ပြီးအဆောင်ပြားလေးကိုစားနေခဲ့ပါတယ်ရင်ဘတ်ထဲကတန်ရာကလည်းတဆစ်စစ်နဲ့လောင်မြိုက်နေပြီးအသက်ဆူလိုက်တိုင်းသွေးညှော်နှံ့တွေကလေချောင်းထဲမှာပြည့်တက်လာခဲ့ပါတယ်အပြင်ဘက်ကနေဦးဝိမလရဲ့အမိတ်ပေးတန်ကြီးကပိုပြီးကြေလောင်လာခဲ့ပါတယ်ဟေးလူတွေအထဲကကောင်လေးကဝိညာဉ်စုပူးကတ်နေတာအခန်းတကားကိုရိုက်ချိုးပြီးဆွဲထုတ်ကြစမ်းမဟုတ်ရင်ရွာထဲကိုဒီညပဲဘေးစိုးတွေကြားရောက်လိုက်မယ်ရွာသားတွေခမညာကြောက်လန့်တကြားနဲ့တကားကိုတွန်းဖွင့်ဖို့ပြင်ဆင်ကြပါတယ်ဒီလိုသာသနာအရေးချုံဖုန်ကြီးဆိုးတွေဟာ
ကိုယ့်ရဲ့လောဘဇောနဲ့အလိုရမတ်တွေအတွက်ဖခင်ရဲ့တရားတော်တွေကိုခုထုံးလုပ်ပြီးရိုးသားတဲ့ရွာသူရွာသားတွေကိုငတုံးငအားတွေလိုလှည့်စားပြီးအတုံးချနေကြတာတကယ်ကိုယွန်စရာကောင်းလာပါတယ်ဖခင်ရှင်ရဲ့သာသနာမှာတီလာမရှိပဲသင်္ကန်းဝတ်ထားတဲ့အပြင်အလှငွေတွေကိုနီလန်းမျိုးစုံနဲ့ညှစ်ယူပြီးကိုပိုင်အာဏာပြနေတဲ့ဦးဝီမလာလိုဖုန်ကြီးတွေကြောင့်ရွာသူရွာသားတွေလည်းဘာမှမသိပဲငရဲအိုးထဲကိုအတူတူနေဝင်နေကြရတာဖြစ်ပါတယ်ကျော်စွာတယောက်ဒူးထောက်ပြီးစပွဲအောက်ကတစ်တာအုံလေးကိုဖွင့်လိုက်တဲ့အချိန်မှာပဲအောက်ခြေမှာတောက်ပနေတဲ့ကျင်းနီအဆောင်ပြားလေးကိုစမ်းမိလိုက်ပါတယ်ဒါပေမဲ့အဆောင်ပြားလေးကိုကင်လိုက်တဲ့အချိန်မှာတော့အရင်လိုပူနွေးတဲ့အစွမ်းမျိုးမရှိတော့ပဲတစားစီကွဲအပ်နေတာကိုတွေ့လိုက်ရပါတယ်အဆောင်ကဦးနန္ဒရဲ့ဝိညာဉ်ဆိုးကိုတားဆီးစဉ်ကလေးကသူ့ရဲ့အစွမ်းတွေကုံဆုံးပြီးပျက်စီးသွားခဲ့တာဖြစ်ပါတယ်မဖြစ်ဘူးဒါကပျက်စီးနေပြီပဲကျော်စွာကစိုးရင်တကြီးနဲ့ရေရိုးလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲအိမ်စီတကားမကြီးစီကနေဝုန်းကနေမြေတံကြီးနဲ့အတူပွင့်ထွက်သွားခဲ့ပါတယ်အပြင်ကလာရောင်တဲ့အတူဦးဝီမလာကအလှဖလားကြီးကိုကင်ပြီးအခန်းထဲကိုဝင်လာခဲ့ပါတယ်သူ့ရဲ့နောက်မှာတော့ခက်ဆဲစိမ့်မြူခိုးတွေကအလိတ်လိုက်တိုးဝင်လာခဲ့ပြီးအခန်းတစ်ခုလုံးကိုအေးဆက်ဆက်အစိမ့်ငွေတွေလိုဖုံးလွှမ်းသွားခဲ့ပါတယ်မင်းကလက်ကနေဘယ်ပြေးမလဲကောင်လေးမင်းရဲ့ခန္ဓာကိုယ်ကိုငါဆရာဦးနန္ဒအတွက်ပူဇော်ရမယ်မင်းရဲ့သွေးတွေနဲ့ငါရဲ့အောက်လန်းနီးပညာတွေကဒီထက်မကအားကောင်းလာလိမ့်မယ်ဦးဝီမလာကမျက်လုံးတွေနီမြန်းပြီးရက်ဆက်တဲ့လေတံနဲ့ပြောလိုက်ပါတယ်ရွာသားတွေကတော့အိမ်ပြင်မှာကြောက်ကြောက်လန့်လန့်နဲ့ဖျားစာတွေရွတ်ပြီးဝတ်ဆင်းနေကြပါတယ်သူတို့ယူသေးကိုးကွယ်ခဲ့ကြတဲ့ဆရာတော်ကြီးကတကယ်ကိုလူသက်သမားအောက်လန်းဆရာတယောက်ဖြစ်နေတာကိုသူတို့လုံးဝမရိပ်မိကြပါဘူးဒီလိုဘုန်းကြီးဆိုးတွေဟာလူတွေရဲ့ကြောက်ရွံ့မှုကိုအသုံးချပြီးသာသနာနယ်မြေကိုညစ်ပတ်အောင်လုပ်နေကြတာဖြစ်ပါတယ်ကျော်စွာတယောက်အရန်ကြောက်နေခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့ဦးဝီမလာရဲ့ရုံမာမှုတွေကိုတားဆီးဖို့စဉ်းစားနေခဲ့ပါတယ်လက်ထဲကပျက်စီးနေတဲ့ကျင်းနီအဆောင်ပြားလေးကိုကြည့်ရင်သူတစ်ခုခုကိုသတိရသွားခဲ့ပါတယ်အဆောင်ပြားရဲ့အနောက်မှာတမ္မာဒိဋ္ဌိဆိုတဲ့စာလုံးလေးတွေရေးထွင်းထားတာကိုမြင်လိုက်ရပါတယ်ငါမှစစ်မှန်တဲ့ယုံကြည်ချက်နဲ့တရားအစွမ်းရှိရင်အဲ့ဒီအောက်လန်းကျင့်စာတွေကိုတွန်းလှန်နိုင်ရမယ်လို့ကြော်စာတွေးလိုက်ပါတယ်သူကအကွဲနေတဲ့အဆောင်ပြားလေးကိုသူ့ရဲ့ရင်ဘက်ကသွေးစွန်းနေတဲ့တန်ရာပေါ်ကိုတင်းတင်းလေးဖိကတ်လိုက်ပါတယ်သွေးတွေနဲ့ထိတွေ့သွားတဲ့အချိန်မှာပဲအဆောင်ပြားလေးစီကနေအရင်ကထက်ပိုပြီးပြင်းထန်လာတဲ့အနီရောင်နဲ့ဆွေးဝါးရောင်အလင်းတန်းတွေကတပြိုင်နက်တည်းဖြာထွက်လာခဲ့ပါတယ်ဦးဝီမလာကနာကျင်လွန်းလို့သူ့လက်ထဲကအလှခံဖလားကြီးကိုလွှတ်ချလိုက်ရကဖလားကြီးကျမ်းပြင်ပေါ်ကိုပြုတ်ကျပြီးအထဲကမတရားညှစ်ယူထားတဲ့ဆွေတွေငွေတွေပြန့်ကျဲထွက်လာခဲ့ပါတယ်မင်းဘာလုပ်တာလဲဦးဝီမလာကဒေါသတကြီးနဲ့အော်ဟစ်ရင်ကျော်စွာစီကိုပြေးဝင်ဖို့ကြိုးစားပေမဲ့အလင်းတန်းတွေကြောင့်ဆေးကိုတလှမ်းတောင်မတိုးရဲပဲဖြစ်နေခဲ့ပါတယ်ကျော်စွာတယောက်သူ့ရဲ့ရင်ဘက်ကတန်ရာကပူဆက်မှုတွေတဖြည်းဖြည်းညော့နေသွားကစွမ်းအားတစ်တွေဝင်လာသလိုခံစားလိုက်ရပါတယ်ခမည်းလို့သာသနာအရေးကြုံဘုံကြီးဆိုးတွေရဲ့လိန်ညာမှုတွေကဒီညမှတင်အဆုံးသတ်ရမယ်ကျော်စွာကခက်ပြက်ပြောလိုက်ပါတယ်အိမ်ပြင်ကရွာသားတွေကလည်းအိမ်ထဲကထွက်ပေါ်လာတဲ့ဆွေဝါရောက်အလင်းတန်းတွေနဲ့ဦးဝီမလာရဲ့နာကျင်စွာအော်ဟစ်တန်တွေကိုကြားပြီးအံ့အားသင့်နေကြပါတယ်တချို့ရဲရင်တဲ့ရွာသားတွေကအိမ်ထဲကိုချောင်းကြည့်ကြတဲ့အခါမှာတော့ဦးဝီမလာရဲ့မျက်နှာဆိုးကြီးကတဖြည်းဖြည်းကွာကျလာပြီးအောက်ကတရေမျက်နှာကြီးပေါ်လာတာကိုမြင်လိုက်ရပါတော့တယ်ယူသားတဲ့ရွာသားတွေအလုံးလန့်ဖြန့်သွားပြီးသူတို့ယူသေးကိုးဝေခဲ့တဲ့ဆရာတော်ကြီးဟာတကယ်ကိုမိစ္ဆာတကောင်ဖြစ်နေမှန်းသိရှိသွားကြပါတော့တယ်ဒီလိုနဲ့ဦးဝီမလာရဲ့အောက်လန်းကျိန်စာတွေကရွာသားတွေရဲ့စိတ်ထဲကနေကွယ်ပြောက်သွားပြီးသူ့ရဲ့အစွမ်းတွေလည်းတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်ကျော်စွာကလက်ထဲကအဆောင်ပြားကိုဦးဝီမလာရဲ့နှစ်ဖူးတက်တဲ့စီကိုထိုးပြလိုက်ပြီးပြင်းထန်လာတဲ့အလင်းတန်းကဦးဝီမလာရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားခဲ့ပါတယ်သူ့ရဲ့ကိုယ်ထဲကြီးကမိကိုအမဲရောင်တွေထွက်လာပြီးနာကျင်စွာညှိတွားရင်းနဲ့အိမ်အပြင်ကိုလွင့်ထွက်သွားခဲ့ပါတယ်ကျော်စွာလည်းအင်အားကုန်ခန်းစွာနဲ့ကျမ်းပြင်ပေါ်ကိုဒူးထောက်လဲကျသွားခဲ့ရပြီးအနောက်မှာတော့ဦးဝီမလာရဲ့အော်ဟစ်တန်တွေနဲ့အတူရွာအပြင်ကမိကိုတွေကြားထဲကိုလွင့်စင်သွားတဲ့ခြေတံဆိုးကြီးတွေပဲကြံရစ်ခဲ့ပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးကခဏတာတိတ်ဆိတ်သွားပြီးရွာသားတွေရဲ့စိုးရိမ်တကြီးနဲ့တီးတိုးပြောတန်တွေကအခန်းပြင်ကနေထွက်ပေါ်လာခဲ့ပါတယ်
ဦးတောင်းဆွေကအခန်းထဲကိုအပြေးလားဝင်လာပြီးကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ကျော်စွာကိုဆွဲထူလိုက်ပါတယ်ကျော်စွာကောင်းလေးမင်းအဆင်ပြေရဲ့လားဦးတောင်းဆွေရဲ့အတန်ကတုံရီနေခဲ့ပါတယ်ကျော်စွာကရင်ဘက်ကဒဏ်ရာကိုဖိရင်ခက်ခက်ခက်ခဲခေါင်းညှိပြလိုက်ပါတယ်အမာယိုမဲကြီးကဆက်ပြီးမပြန့်ပွားတော့ပေမဲ့တစစ်စစ်နဲ့ပူဇက်ပူလောင်ကြိုက်ခဲနေစေဖြစ်ပါတယ်ဦးတောင်းဆွေဦးဝီမလာတော့လွတ်သွားပြီသူကဦးနန္ဒရဲ့အမွေစိုးတွေကိုဆက်ခံထားတဲ့တာသနာရန်သူပဲရွာပြင်ကသူ့ရဲ့ဖုန်ကြီးကျောင်းကိုတွားရမယ်အဲ့ဒီမှာသူလှုပ်ထားတဲ့အကုသိုလ်တွေအောက်လန့်အစီရင်တွေအားလုံးရှိနေတယ်ကျော်စွာကခက်တိုးပြောပြလိုက်ပါတယ်ရွာသားတွေလည်းအိမ်ထဲကိုစုပြုံဝင်လာကြပြီးဦးဝီမလာရဲ့ဖလားတွေကပြန့်ကျဲကြံရစ်ခဲ့တဲ့အင်းချက်တွေနဲ့ဆွေတွေငွေတွေကိုကြည့်ပြီးဒေါသတွေနောင်တတွေနဲ့ရင်ဘက်ကွဲမတက်ခံစားနေကြရပါတယ်သူတို့တစ်သက်လုံးကိုးကွယ်လာခဲ့တဲ့ဆရာတော်ကအလှငွေတွေကိုအလွဲသုံးစားလုပ်ရုံတွေမကပဲဒီလိုဆိုးရုပ်တဲ့အလုပ်တွေကိုလုပ်နေလိုက်မယ်လို့မထင်ခဲ့ကြပါဘူးရိုးသားစွာကိုးကွယ်ခဲ့တဲ့ယုံကြည်မှုတွေကတော့ပျက်စီးပြီးကြံရစ်ခဲ့ပါတော့တယ်တကယ်တော့အခုခေတ်မှာဝတ်စုံကြီးခြုံပြီးသာသနာခေါင်းဆောင်လုပ်နေတဲ့ဘုန်းကြီးတချို့ဟာတကယ်ကိုသီလမရှိတမာတိမရှိပဲနဲ့လောဘဒေါသမောဟတွေနဲ့ပြည့်နှက်နေကြတာဖြစ်ပါတယ်အလှငွေတွေကိုကိုယ်ပိုင်ဘဏ်အကောင့်တွေထဲထည့်တာကျောင်းကန်စရက်တွေစောက်ဖို့ဆိုပြီးလူတွေကိုအစမတန်ငွေကြေးညှစ်ယူတာပြီးတော့တပြည့်ကိုရင်လေးတွေကိုလည်းလူမသိအောင်ရဲရဲဆက်ဆက်နှိပ်စက်ညှဉ်းပန်းတာတွေကသာသနာကိုဖျက်ဆီးနေတဲ့အပြုမှုတွေပါပဲ။ဦးဝီမလာဟာအဲ့ဒီလိုဖုန်ကြီးဆိုးတွေရဲ့ပြရုပ်တစ်ခုဖြစ်နေခဲ့ပါတယ်။ငါတို့အားလုံးလိုက်ခဲ့ကြမယ်။ဒီလိုမိစ္ဆာဖုန်ကြီးကိုငါတို့ရွာမှာဆက်ပြီးမထားနိုင်ဘူး။ရွာသားတွေကဒေါသတကြီးနဲ့အော်ဟစ်ကြပါတယ်။ကျော်စွာကဦးတောင်းဆွေရဲ့တွဲကူမှုနဲ့အတူအာတင်ပြီးမတက်ရက်လိုက်ပါတယ်။သူတို့အားလုံးကလက်ထဲမှာမိတုပ်တွေဓာတ်တွေကင်ဆောင်ပြီးရွာနောက်ဘက်ကဦးဝီမလာရဲ့ဖုန်ကြီးကျောင်းအသစ်စီကိုဥတီပြီးထွက်လာခဲ့ကြပါတော့တယ်။ညအမှောင်တူကပိုပြီးနှက်ဆိုင်လာသလိုလမ်းတစ်ဆောက်မှာလည်းခက်ဆစိမ့်မြူခိုးတွေကပြန်လဲအုပ်ဆိုင်လာခဲ့ပါတယ်။ကျော်စွာတယောက်တတိကြီးကြီးထားနေရတယ်။ဘာလို့လဲဆိုတော့ဦးဝီမလာရဲ့အောက်လန့်ပညာတွေကတာမန်မဟုတ်ပဲဦးနန္ဒရဲ့ကျိန်စာတွေနဲ့ပေါင်းဆက်သွားတဲ့အခါပိုပြီးတော့အစွမ်းထက်လာနိုင်လို့ပဲဖြစ်ပါတယ်။ဒေါ်လန်တစ်ဆောက်ခြေလှမ်းတွေကတဖြည်းဖြည်းနဲ့မြန်ဆန်လာပြီးဖုန်ကြီးကျောင်းရဲ့ဂိတ်တကားဝါစီကိုရောက်ရှိလာခဲ့ပါတယ်။ကျောင်းဝင်းတစ်ခုလုံးကပုံမှန်ထက်ပိုပြီးစိတ်ငြိမ်အေးဆက်နေပြီးဖယားကျောင်းဆောင်ရဲ့အပေါ်ထက်ကနေထူးဆန်းတဲ့အလင်းစစ်စိမ့်တွေထွက်ပေါ်နေခဲ့ပါတယ်။ကျော်စွာနဲ့ရွာသားတွေဟာအမောင်တုကြီးစိုးမိုးနေတဲ့ကျောင်းဆောင်အိုကြီးတဲကိုဝင်သွားခဲ့ကြပါတယ်။ကျောင်းဆောင်တဲကိုရောက်သွားတဲ့အခါအနံ့ဆိုးတွေကနှာခေါင်းထဲကိုပြင်းထန်စွာတိုးဝင်လာခဲ့ပါတယ်။အဲ့ဒီအနံ့ကတာမန်အမိုက်နဲ့မဟုတ်ပဲလူသေးပုတ်စွန်နန္ဒာထက်ပိုဆိုးလာပါတယ်။ကျောင်းဆောင်ရဲ့ဘေးခန်းလေးတစ်ခုစီကနေကိုရင်လေးတွေရဲ့တိုးလေးငိုယူညှိတွားတန်တွေကိုကြားလိုက်ရပါတယ်။ရွာသားတွေကအဲ့ဒီခန်းတကားကိုရိုက်ချိုးပြီးဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာတန်ကြိုးတွေနဲ့ခတ်နှောင်ထားခံရတဲ့ခန္ဓာကိုယ်တွေမှာလည်းကြာဖို့ရာတွေအပြည့်နဲ့ကိုရင်လေး3-4ပါးကိုတွေ့လိုက်ရပါတယ်။ဖယားဒါဖုန်းကြီးကြောက်လားငရဲခန်းလားရွာသားတွေကထိတ်လန့်တကြားနဲ့ညှိတွားလိုက်ကြပါတယ်။ဦးဝီမလာဟာသာသနာအရေးချုံပြီးဒီကိုရင်လေးတွေကိုသူ့ရဲ့စိတ်ယူပေါက်မှုတွေအတွက်အောင်လန်းရတာတွေခြေဖို့အတွက်ရဲရဲဆက်ဆက်နှိပ်စက်ထားတာဖြစ်ပါတယ်။ရွာသားတွေကကိုရင်လေးတွေကိုတန်ကြိုးတွေကနေအမြန်ဖြုတ်ပေးပြီးကဲတင်လိုက်ကြပါတယ်။ဆရာတော်မဟုတ်ဘူး။အဲ့ဒါမိစ္ဆာဦးဝီမလာကအပေါ်တက်တိုက်ခန်းထဲမှာအစီရင်လုံနေတယ်။ကိုရင်လေးတစ်ပါးကတုံရင်ရင်နဲ့ကြော်စွာကိုပြောပြခဲ့ပါတယ်။ကြော်စွာကလက်ထဲကကျင်းနီဆောင်ပြားလေးကိုတင်းဆုပ်ကန်ရင်အပေါ်တက်ကိုတက်မဲ့တစ်သားလှေကားတွေစီကိုဆောက်သွားခဲ့ပါတယ်။လှေကားတက်တွေကတကြွကြည့်နဲ့မြည်နေပြီးအပေါ်တက်ကပါဏိဂါထာတွေကိုပြောင်းပြန်ရွတ်ဆိုနေတဲ့အတန်ဆိုးကြီးကပဲ့တင်ထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။ကျော်စွာတယောက်သူ့ရဲ့ခြေလှမ်းတွေကိုမရက်တန့်ပဲစိတ်ကိုပဲဆက်လန်းခဲ့ပါတယ်။သူ့ရဲ့ရင်ဘက်ကဒဏ်ရာကပေးနေတဲ့နာကျင်မှုတွေကသူ့ကိုအားပေးနေတယ်လို့ပါပဲ။ဒီလိုသာသနာဖြတ်ဖုန်ကြီးဆိုးကိုမဖြတ်စည်းနိုင်တဲ့၍သူရောဒီရွာကလူတွေပါဘယ်တော့မှအေးချမ်းစွာနေရမှာမဟုတ်ပါဘူး။အပေါ်တဲ့အခန်းဝါကိုရောက်တဲ့အခါတကားကဟောင်းလောင်းပွင့်နေပြီးအခန်းထဲမှာတော့ဦးဝီမလာကသင်္ကန်းတွေကိုချွတ်ထားပြီးခန္ဓာကိုယ်တစ်ခုလုံးမှာအနက်ရောင်အင်းကွက်တွေရေးဆွဲထားကတရားထိုင်တယ်လို့မျိုးထိုင်နေခဲ့ပါတယ်။သူ့ရဲ့ဘေးမှာတော့ဦးနန္ဒရဲ့ကြောင်ရုပ်ထုငယ်လေးတစ်ခုရှိနေပြီးအဲ့ဒီရုပ်ထုစီကမြူခိုးစစိမ့်တွေက
ဦးဝီမလာရဲ့နှာခေါင်းနဲ့ပါးစပ်ထဲကိုစိတ်ဝင်နေခဲ့ပါတယ်မင်းတို့နောက်ကျသွားပြီးကောင်းလေဦးဝီမလာကမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကလုံးဝကိုအမဲရောင်ပြောင်းသွားပြီးလူသားတစ်ယောက်ရဲ့မျက်လုံးမျိုးမဟုတ်တော့ပါဘူးငါကဦးနန္ဒာရဲ့ဝိညာဉ်နဲ့တသားတည်းဖြစ်သွားပြီးမင်းတို့အားလုံးငါရဲ့အောက်မှာဒူးထောက်ရမယ်ဦးဝီမလာရဲ့အကွက်ကွဲရေမောတန်ကြီးကအခန်းတစ်ခုလုံးကိုတုန်ခါသွားစေခဲ့ပြီးနံရံတွေပေါ်ကဖုံမှုတ်တွေကတဖွဲဖွဲကျလာခဲ့ပါတော့တယ်ကျော်စွာကအဆောင်ပြားကိုအားကိုးပြီးဆေးကိုတိုးဖို့ပြင်လိုက်ပေမဲ့ဦးဝီမလာရဲ့ခန္ဓာကိုယ်ထဲကနေထွက်ပေါ်လာတဲ့ပြင်းထန်လာတဲ့ဖိအားလိုင်းတစ်ခုကသူ့ကိုနောက်ကိုလွင့်ဆင်းအောင်တွန်းထုတ်လိုက်ပါတော့တယ်ကျော်စွာတယောက်ကျမ်းပြင်ဟောင်းကြီးပေါ်ကိုဘုံကနေမြေအောင်လွင့်ဆင်းသွားခဲ့ပြီးရင်ဘက်ကဒဏ်ရာဟောင်းကနေသွေးနှက်တွေပြန်လဲစိတ်ထွက်လာခဲ့ပါတယ်တိုက်ခတ်လာတဲ့လေပြင်းတွေကအခန်းတကားတွေကိုရိုက်ခတ်နေပြီးဖုံမှုတ်တွေနဲ့တရွက်ချောက်တွေကအခန်းထဲမှာလှည့်ပတ်ဝဲပြန့်နေပါတယ်ကျော်စွာတယောက်ရင်ဘက်ကအောက်တက်လာတဲ့ဒဏ်ရာကြောင့်အသက်ကိုပင်ဝါအောင်မဆူနိုင်ပဲကျမ်းပြင်ပေါ်မှာကုန်းယုံထားဖို့ကြိုးစားနေခဲ့ပါတယ်အပြင်ဘက်ကရွာသားတွေဟာကျောင်းဆောင်ကြီးတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါသွားတာကိုမြင်လိုက်ရတဲ့အတွက်ကြောက်လန့်တကြားအော်ဟစ်ပြီးကျောင်းဝင်းအပြင်ဘက်ကိုယူယူမမူထွက်ပြေးကုန်ကြပါတယ်ဦးတောင်းဆွေကတော့မိတုပ်ကိုကန်ရင်းကြော်စွာလို့လှမ်းអော်ပြီးလေကားရင်းကနေစိုးရင်တကြီးစောက်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကအေးဆက်လာတဲ့မြူခိုးစစိမ့်တွေကလေကားထစ်တွေအထိပိတ်ဆို့ပြီးတက်လာခဲ့တဲ့အတွက်ဘယ်သူမှအပေါ်တက်ကိုလိုက်မတက်ရဲကြတော့ပါဘူးဦးဝီမလာကချမ်းမြင့်ပေါ်မှာလဲကျနေတဲ့ကြော်စွာကိုကြည့်ပြီးနှာခေါင်းရှုပ်ကလောင်ပြောင်လိုက်ပါတယ်သူ့ရဲ့လက်သေးဆေးကြီးတွေကလေထဲမှာကုတ်ချစ်နေပြီးကိုယ်ထဲတစ်ခုလုံးကနေမဲမှောင်တဲ့အငွေ့တွေထွက်ပေါ်နေခဲ့ပါတယ်မင်းကငါ့ကိုရန်သူထင်နေတာလားအကောင်လေးငါကသာသနာကိုစောက်ဆောင်နေတဲ့သူတွေကွဒီရွာကလူတွေဟာဦးကျွန်းကြောင်နဲ့ငါရဲ့တရားစကားတွေကိုယုံပြီးသူတို့ရဲ့ပစံတွေဆွေတွေကိုငါစုပူထဲမှာလာထဲကြတာငါကြောင်ကိုလာကိုးကွယ်ကြတဲ့မိမပြိုလေးတွေကိုလည်းငါကမီးမျိုးစုံနဲ့တိမ့်ပိုက်ခဲ့တာပဲသူတို့ကငါ့ကိုဆရာကြီးဆိုပြီးစစ်ခိုးနေကြတော့မယ်ကွသာသနာအရေးခွန်ကိုခြုံထားရင်ဘာမဆိုလှုပ်လို့ရတယ်ဆိုတာမင်းသိရဲ့လားဦးဝီမလာကသူ့ရဲ့ရုပ်မှာအောက်တန်းကျလာတဲ့လှုပ်ဝက်ချက်တွေကိုဖုံးကွယ်ခြင်းမရှိပဲပြောချလိုက်ပါတော့တယ်သူပြောတဲ့စကားလုံးတိုင်းကကြောစွာရဲ့စိတ်နှလုံးကိုနာကျင်စေခဲ့ပါတယ်ဖယားဆင်ရဲ့သာသနာမှာဒီလိုကိုကြိုးစာတီလာမရှိတဏယမတ်နောက်ကိုလိုက်နေတဲ့ဘုန်းကြီးဆိုးတွေရှိနေတာဟာတကယ့်ကိုဝမ်းနည်းစရာကောင်းလှပါတယ်သူတို့ကသာသနာကိုကာကွယ်ယူပြီးအပြစ်မဲ့တဲ့လူတွေကိုလိန်ညာနေကြတာကတကယ့်ကိုဆိုးရုပ်လှပါတယ်ဦးဝီမလာရဲ့ဘေးကဦးနန္ဒာရဲ့ကြောက်ရွံ့ငယ်စီကနေမြူခိုးစစိမ့်တွေကဦးဝီမလာရဲ့နှာခေါင်းလေးကိုပုံမပြင်းထန်စွာဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဦးဝီမလာရဲ့ကိုယ်ခန္ဓာကပုံမပိန်ချုပ်လာပြီးမျက်နှာရည်ပြားတွေကတွန့်လိုက်ကတရေဖုန်ကြီးဦးနန္ဒာရဲ့ပုံစံအတိုင်းလုံးဝပြောင်းလဲသွားခဲ့ပါတော့တယ်ငါရဲ့တကူအစွမ်းတွေကအခုတော့အပြည့်အဝပြန်ရပြီမင်းရဲ့ခန္ဓာကိုယ်ကိုငါပိုင်စားရရင်ငါဒီရွာတယ်မကဘူးတနေ့လုံးကိုငါရဲ့အောက်လန်းပညာနဲ့စိုးမိုးနိုင်လိမ့်မယ်ဦးဝီမလာကကျော်စွာစီကိုခြေတလန်းချင်းတိုးကပ်လာခဲ့ပါတယ်ကျော်စွာရဲ့စိတ်ထဲမှာတော့အသက်ရှင်လျက်လွတ်မြောက်နိုင်ပါမလားဆိုတဲ့တန်တရားတွေပဲပြည့်နှက်လို့နေပါတော့တယ်ဒါပေမဲ့လည်းသူကလက်ထဲကကွဲအပ်နေတဲ့ကြေးနီဆောင်ပြားလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသေးပါပဲအဆောင်ပြားရဲ့အနောက်ဘက်ကတမာဒိဋ္ဌိဆိုတဲ့စာလုံးလေးတွေကသူ့ရဲ့လက်ဖွားထဲမှာတစစ်စစ်နဲ့ပူနွေးလာသလိုခံစားလိုက်ရပါတယ်တမာဒိဋ္ဌိမှန်ကန်စွာမြင်ချင်းကျော်စွာကစိတ်ထဲကနေရေရွတ်လိုက်ပါတယ်သူနားလေသွားခဲ့ပါပြီအောက်လန်းပညာတွေကျင့်စာတွေဆိုတာကလူတွေရဲ့ကြောက်ရွံ့မှုတွေနဲ့မောဟအမှောင်ထုကိုအမိပြုတ်ပြီးဆင်းသန်နေတာဖြစ်ပါတယ်စစ်မှန်တဲ့အတိတရားနဲ့ကြောက်ရွံ့မှုကိုကျော်လွှားနိုင်ရင်ဘယ်ကျင့်စာမှအစွမ်းမထက်နိုင်တော့ပါဘူးဒီလိုဘုံကြီးဆိုးတွေရဲ့လိန်ညာမှုတွေကိုဖော်ထုတ်ပြီးတရားအစစ်ကိုကိုးကွယ်မှသာဒီဘေးဆိုးကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်ကျော်စွာကအားကုန်သုံးပြီးမတက်ရက်လိုက်ပါတယ်သူ့ရဲ့ရင်ဘက်ကဒဏ်ရာကနေသွေးတွေဆက်မပြတ်စီးကျနေပေမဲ့သူ့ရဲ့မျက်ဝန်းတွေကတော့ကြောက်ရွံ့မှုတွေကင်းစင်သွားခဲ့ပါပြီမင်းတို့ကသာသနာအရေးခြုံပြီးလူတွေကိုလိန်ခဲ့ပေမဲ့မင်းတို့ရဲ့အမှားတွေကိုဖုံးကွယ်လို့မရတော့ဘူးကွငါရဲ့ယုံကြည်ချက်ကမင်းတို့ရဲ့အမှောင်ထုထက်ပိုပြီးတော့တန့်ရှင်းတယ်ကျော်စွာကဟိန်ထွက်နေတဲ့အတန်နဲ့ပြောလိုက်ပါတယ်ကျော်စွာတယောက်အခုချိန်မှာတော့ကြောက်စိတ်ထက်စစ်မှန်တဲ့တတ္တိက
သူ့တကူလုံးကိုလွှမ်းမိုးသွားခဲ့ပါပြီသူကလက်ထဲကအဆောင်ပြားကိုဦးဝီမလာရဲ့မျက်နှာစိုးကြီးစီကိုတက်တက်ထိုးပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်ပြားစီကနေစူးစားလှတဲ့ဆွေဝါရောင်အလင်းတန်းကြီးတစ်ခုကဝုန်းကနေပေါက်ထွက်လာပြီးအခန်းထဲကမြူခိုးစစိမ့်တွေအားလုံးကိုလောင်ကျွမ်းဖျက်ဆီးပစ်လိုက်ပါတော့တယ်ဦးဝီမလာရဲ့ဝိညာဉ်ဆိုးကလည်းနာကျင်လွန်းလို့အော်ဟစ်ရင်ကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်ဦးဝီမလာကကျမ်းပြင်ပေါ်မှာလူးလိမ့်နေရင်သူ့ရဲ့ကိုယ်ခန္ဓာကနေအမဲရောင်သွေးတွေစီးကျလာခဲ့ပြီးမဟုတ်ဘူးမဖြစ်နိုင်ဘူးငါရဲ့အစွမ်းတွေကဘာလို့ပျက်စီးကုန်တာလဲဦးဝီမလာကမယုံနိုင်စွာနဲ့အော်ဟစ်နေခဲ့ပါတယ်ကျော်စွာကသူ့အနားကိုတဖြည်းဖြည်းတိုးသွားပြီးမင်းရဲ့အစွမ်းတွေကတီလာမရှိတဲ့အပြစ်ပန်းအကကွယ်တွေပဲဒါကြောင့်မို့လို့ပျက်စီးသွားတာမင်းသာသနာကိုဖျက်ဆီးခဲ့တဲ့အပြစ်တွေကမင်းကိုငရဲအိုးတဲကိုအပီးဆွဲချလိုက်မယ်ကျော်စွာကခက်ပက်ပြက်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကျောင်းဆောင်ရဲ့တောက်စွန်းတွေကနေအရင်ကဦးဝီမလာနှိပ်စက်ပြီးတပ်ပစ်ခဲ့တဲ့ကိုရင်လေးတွေနဲ့ရွာသားတွေရဲ့တရတစီဝိညာဉ်တွေကတဖြည်းဖြည်းနဲ့ပေါ်ထွက်လာခဲ့ကြပြီးသူတို့အားလုံးရဲ့မျက်နှာတွေမှာဒေါသတွေပြည့်နှက်နေပြီးဦးဝီမလာရဲ့ခြေထောက်တွေလက်တွေကိုအမှောင်ရိပ်တွေအဖြစ်နဲ့တင်းတင်းကြပ်ကြပ်ဆွဲကင်ထားလိုက်ကြပါတယ်ဦးဝီမလာဟာအတင်းယုံကန်နေပေမဲ့လည်းမရတော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းချင်းအောက်ဘက်ကိုပြိုကျပျက်စီးနေတဲ့ကျမ်းပြင်ကြားထဲကိုနှိမ့်ဝင်သွားခဲ့ပါတော့တယ်အခန်းတစ်ခုလုံးမှာလည်းညီတော်အတန်တွေနဲ့အတူဦးဝီမလာရဲ့နောက်ဆုံးအော်ဟစ်တန်ကြီးကထိန်ထွက်သွားပြီးမြေအောက်ထဲကိုလုံးဝငုတ်ဆူပျောက်ကွယ်သွားခဲ့ပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းပြန်လဲစိတ်ငြိမ်သွားခဲ့ပါတယ်မြူခိုးစစိမ့်တွေလည်းလေထဲမှာပျောက်ကွယ်သွားပြီးလာမင်းကြီးရဲ့တန့်ဆင်းတဲ့လာရောင်ကပရင်းပေါက်ကနေတဆင်းအခန်းထဲကိုဖြာကျလာခဲ့ပါတယ်ကျော်စွာကတပ်ပြင်းစီကြီးတစ်ချက်ကိုချလိုက်ပြီးအင်အားကုန်ခန်းစွာနဲ့ကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ရပြန်ပါတယ်သူ့ရဲ့ရင်ဘက်ကအမာရုပ်မဲကြီးကတဖြည်းဖြည်းနဲ့အယောင်ဖြော့သွားပြီးတာမန်တန်ရာတစ်ခုလိုပြောင်းလဲသွားခဲ့ပါတယ်ရွာသားတွေနဲ့ဦးတောင်းဆွေကအပေါ်တက်ကိုပြေးတက်လာကြပြီးကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ကျော်စွာကိုဝိုင်းဝန်းမထူပေးလိုက်ကြပါတယ်ကျော်စွာမင်းတကယ်ပဲလုံနိုင်ခဲ့ပြီငါတို့ရွာကိုကာကွယ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကောင်လေးရဲ့ဦးတောင်းဆွေကမျက်ရည်ဝင်းရင်းနဲ့ပြောနေခဲ့ပါတယ်ကျော်စွာတယောက်ဒဏ်ရာတွေကြားထဲကနေအตาရပြောင်းလိုက်မိပါတယ်အခုတော့သာသနာအရေးချုံမိစ္ဆာဖုန်ကြီးတွေရဲ့ဘေးရန်ကနေဒီရွာလေးဟာတကယ်ပဲလွတ်မြောက်သွားခဲ့ပါပြီဒါပေမဲ့ဒီလိုဖြစ်ဆိုးတွေကနေရွာသားတွေသင်ခန်းစာရသွားခဲ့ကြတာကတော့သာသနာကိုကိုးကွယ်တဲ့အခါအပြင်ပန်းသင်ခန်းအယောင်ကိုတင်မကြည့်ပဲစစ်မှန်တဲ့တီလာတမာတိရှိမရှိကိုခွဲခြားတတ်ဖို့တကယ်ပဲလိုအပ်တယ်ဆိုတာသူတို့အားလုံးရင်ထဲမှာစွဲကြံ့ရစ်ခဲ့ပါတော့တယ်ကျော်စွာနဲ့ရွာသားတွေဟာကျောင်းဝင်းကြီးကိုနောက်ွယ်မှာထားခဲ့ပြီးရွာကိုပြန်တဲ့တော်လန်လေးအတိုင်းခြေလှမ်းတွေကိုမမှန်လေးလှမ်းရင်းဝင်သွားခဲ့ပါတယ်အနောက်မှာတော့မိတော်တွေနဲ့အတူတဖြည်းဖြည်းချင်းပြာကျပျက်စီးသွားတဲ့ကျောင်းဆောင်ဟောင်းကြီးရဲ့ပုံရိပ်ဆိုးကြီးကအမှောင်ထုထဲမှာကွယ်ပြောက်ပြီးကျန်ရစ်ခဲ့ပါတော့တယ်တော်လန်လေးတစ်ဆောက်ခြေလှမ်းတွေကိုမမှန်လေးလှမ်းရင်းကျော်စွာကဦးတောင်းဆွေရဲ့ပခုံးကိုအာကိုတကြီးနဲ့မိတွဲပြီးဆောက်လာခဲ့ပါတယ်အနောက်ဘက်ကလွင့်ပြန်လာတဲ့ပြာမှုတ်တွေနဲ့မိโกနန့်တွေကလေထုထဲမှာပြန့်လွင့်နေသေးပါပဲရွာသားတွေကလက်ထဲကမိတုပ်တွေကိုတင်းကြပ်ကြပ်ဆုပ်ကင်ထားကြပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့တောအုပ်ကြီးထဲမှာသူတို့ရဲ့ခြေတံတွေကဆူညံနေခဲ့ပါတယ်လမ်းဆောင်နေရင်းနဲ့ရွာသားကြီးတယောက်ကတပ်ပြင်းစီကြီးတစ်ချက်ကိုချလိုက်ပြီးဒေါသတကြီးနဲ့စကားဆပြောလိုက်ပါတယ်တကယ်ပဲစဉ်းစားကြည့်ရင်ရင်နာစရာကောင်းပါတယ်ကွာငါတို့ကတော့သာသနာကိုကြည်ညိုလွန်းလို့ကိုယ့်အိတ်ထဲကစီးတာလေးတွေကိုချစ်ကုပ်ပြီးလှူခဲ့ကြတာဒါပေမဲ့ဒီလိုတီလာပြက်တဲ့ဖုန်ကြီးတွေကြတော့ငါတို့လှူတဲ့အလှူငွေတွေကိုတုံးပြီးဟန်ဖုံကောင်းစားတွေကိုင်ဆွေမျိုးတွေကိုတိုက်တွေကားတွေဝယ်ပေးပြီးဇင်ခံနေကြတာတီလာလည်းမရှိပဲနဲ့ငါတို့ကိုငရဲနဲ့ချင်းချောက်ပြီးအလှူငွေတွေတောင်းနေကြတာတော့အလှူခံမမြည်ထိုက်တော့ဘူးလေဦးဝီမလာတယ်မဟုတ်ဘူးအခုခေတ်မှာဒီလိုဖုန်ကြီးမျိုးတွေကနေရာအနှံ့ရှိနေတာကွာတခြားရွာသားတယောက်ကလည်းခေါင်းညှိပ်ပြီးထောက်ခံလိုက်ပါတယ်ဟုတ်တယ်ဗျာဖះเจ้าကန်ဆောက်မယ်ဆိုပြီးဆိုင်းပုတ်ကြီးတွေထောင်ကလူတွေကိုအတင်းကျပ်အလှူခံတယ်တကယ်ကြတော့သူတို့ကိုကြိုးစားဖို့တသက်ပဲအပြစ်မရှိတဲ့ကိုရင်တွေကိုလည်းကျောင်းပေါ်မှာအစီခံလို့တုံးပြီးရိုက်နှက်နှိပ်စက်တာတွေလူမသိအောင်မဖွဲမရပြုတ်လုပ်တာတွေကတကယ်ကိုငရဲသားထွက်တောင်ယုံမာနေသေးတယ်ဒီလိုသာသနာအရေးချုံတွေကြောင့်ငါတို့လည်းဘယ်သူကိုယုံရမှန်းမသိတော့ဘူးရွာသားတွေရဲ့စကားတန်တွေကတောအုပ်ထဲမှာပဲ့တင်ထပ်နေခဲ့ပါတယ်
သာသနာကိုအလွဲသုံးစားလုပ်ပြီးကိုကြိုးစားနေကြတဲ့ဘုန်းကြီးတွေရဲ့ရုပ်မာမှုတွေကိုတယောက်တစ်ပေါက်ဖွင့်ချနေခြင်းမှာပဲရုတ်တရက်လေတူးကကက်စစီနဲ့ပြန်လဲအေးဆက်လာခဲ့ပါတယ်ကျော်စွာရဲ့ရင်ဘက်ကဒဏ်ရာဟောင်းကနေရုတ်တရက်ဝုန်းကနေပူဆက်ပြီးပြင်းပြင်းထန်ထန်ကြိုက်ခဲလာခဲ့ပါတယ်ဒဏ်ရာထဲကနေသွေးနက်တွေကပြန်လဲစိတ်ထွက်လာခဲ့ပြီးအဲ့ဒီသွေးတွေကမြေပြင်ပေါ်ကိုတစက်စက်ကျလာခဲ့ပါတယ်ကျော်စွာတယောက်အရန်ကြောက်နေခဲ့ရတယ်ဘာလို့လဲဆိုတော့ဒီခံစားချက်ကဦးဝိမလတေဆုံးသွားပေမဲ့ကျိန်စာကတော့လုံးဝပြက်ပြက်မသွားသေးဘူးဆိုတာကိုပြသနေလို့ပါပဲဦးတောင်းချွေကျွန်တော်ရင်ဘက်ကပြန်ပြီးနာလာပြီကျော်စွာကတုံရီနေတဲ့အတန်နဲ့ပြောလိုက်ပါတယ်ဦးတောင်းချွေကစိုးရိမ်တကြီးနဲ့ကျော်စွာကိုကြည့်လိုက်တဲ့အချိန်မှာပဲသူတို့ဆောက်လာနေတဲ့တော်လန်လေးတစ်ခုလုံးကိုခက်စစိမ့်မြူခိုးတွေကဘေးဘီကနေအုပ်ဆိုင်ပြီးပိတ်ဆို့လာခဲ့ပါတယ်မြူခိုးတွေကဘယ်လောက်တောင်ထူထပ်တယ်လဲဆိုရင်ဆေးကလူရဲ့ကြောပြင်ကိုတောင်မမြင်ရလောက်အောင်ပိတ်ဆို့သွားခဲ့ပါတယ်ရွာသားတွေဟာကြောက်လန့်တကြားနဲ့မိတုပ်တွေကိုဝေယမ်းပြီးဟိုဟိုတီတီလိုက်ကြည့်ကြပါတယ်ဒါပေမဲ့သူတို့ရောက်နေတဲ့နေရာကရွာကိုပြန်တဲ့လမ်းကြောင်းမဟုတ်တော့ပဲတောနက်ကြီးရဲ့အလေကောင်ကဆေးဟောင်းတင်ချိုင်းကုန်းကြီးတစ်ခုရဲ့အဝင်ဝဖြစ်နေခဲ့ပါတယ်ငါတို့ရွာကိုပြန်တဲ့လမ်းကြောင်းအတိုင်းဝင်လာခဲ့တာပါဒါပေမဲ့ဘာလို့ဒီနေရာမျိုးကိုရောက်နေရတာလဲရွာသားတယောက်ကတော်တုံရင်ရင်နဲ့ပြောလိုက်ပါတယ်သူတို့ရဲ့စိတ်တက်မှာတော့ကြီးမားလာတဲ့ညောင်ပင်အိုကြီးတစ်ပင်ရှိနေပြီးအဲ့ဒီညောင်ပင်ရဲ့တစ်ကိုင်းချောက်တွေပေါ်မှာတော့တင်ကန်းအဟောင်းတွေနဲ့အယိုးစုတွေတန်းစီပြီးတွေ့လိုက်ရပါတယ်အဲ့ဒီတင်ကန်းတွေကဟိုရခင်ကဦးနန္ဒာနဲ့ဦးယီမလာတို့လိုပဲသာသနာအရေးခြုံပြီးရုပ်မာခဲ့ကြတဲ့ကျိန်စာတင်ပြီးတေဆုံးသွားခဲ့ကြတဲ့ဘုံကြီးဆိုးတွေရဲ့တင်ကန်းတွေပဲဖြစ်နေပါတယ်မင်းတို့ကငါ့ကိုတတ်နိုင်တယ်ထင်နေလားညောင်မင်းကြီးရဲ့ပင်စီထဲကနေအကွဲပြီးကြောက်စရာကောင်းလာတဲ့အတန်ကြီးကထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်ကဦးဝိမလရဲ့အတန်လည်းမဟုတ်ဦးနန္ဒာရဲ့အတန်လည်းမဟုတ်ပဲတေဆုံးသွားခဲ့ကြတဲ့သာသနာဖြတ်ဘုံကြီးဆိုးတွေရဲ့ဝိညာဉ်ပေါင်းများစွာစုပေါင်းပြီးအော်ဟစ်နေတဲ့အတန်ဆိုးကြီးဖြစ်နေခဲ့ပါတယ်ကျော်စွာတယောက်သူ့ရဲ့ခြေထောက်တွေကမြေပြင်မှာထပ်ပြီးတောက်တင်းသွားခဲ့ပြီးလက်ထဲကအကွဲနေတဲ့အဆောင်ပြားလေးကလည်းရုတ်တရက်ဝုန်းကနေပြာကျသွားခဲ့ရပါတယ်စစ်မှန်တဲ့တတိနဲ့ယုံကြည်ချက်ရှိမှသာဒီဝိညာဉ်ဆိုးတွေကိုရင်ဆိုင်နိုင်မှာဖြစ်ပေမဲ့ဒီလောက်များပြားလာတဲ့အမှောင်စွမ်းအင်တွေကိုမြင်လိုက်ရတဲ့အခါကြော်စွာရင်ထဲမှာအားကိုးရမဲ့တယ်လို့ခံစားလိုက်ရပါတယ်။ညောင်ပင်ကြီးရဲ့အောက်ခြေကမြေကြီးတွေကဖွင့်ထွက်သွားပြီးအထဲကနေတန်ကြိုးတွေရစ်ပတ်ထားတဲ့တစ်တာအမဲကြီးတစ်ခုကတဖြည်းဖြည်းနဲ့တက်လာခဲ့ပါတယ်။အဲ့ဒီတစ်တာထဲကနေထွက်ပေါ်လာတဲ့လောဘနဲ့မောဟအမှောင်တုတွေကရွာသားတွေအားလုံးကိုလွှမ်းမိုးဖို့ပြင်ဆင်နေခဲ့ပါတယ်။ကျော်စွာကသူ့ရဲ့ရင်ဘက်ကဒဏ်ရာကိုတင်းတင်းဖိရင်းနဲ့ပဲဆေးကိုခြေတလန်းတိုးလိုက်ပြီးသူဒီမိစ္ဆာတွေကိုလုံးဝအဆုံးမပေးနိုင်ပါဘူးနောက်ဆုံးကြံစီနေသေးတဲ့အသက်ခန္ဓာကိုသုံးပြီးတော့ပဲဖြစ်ဖြစ်ဒီသာသနာရန်သူတွေကိုသူကိုယ်တိုင်ပဲမြေမြုပ်ဖျက်ဆီးပြစ်ရပါတော့မယ်ခြေတလန်းချင်းတိုးသွားတဲ့ကြော်စွာရဲ့လှုပ်ရှားမှုတွေကနှေကွေးလွန်လှပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့စိတ်ပိုင်းဖြတ်ထားတဲ့အယောင်တွေနဲ့တောက်ပနေခဲ့ပါတယ်တန်ကြိုးတွေရစ်ပတ်ထားတဲ့တစ်တာအမဲကြီးကမြေကြီးထဲကနေလုံးဝပေါ်ထွက်လာပြီးတဲ့နောက်မှာတော့ဂျိန်းဆိုတဲ့မြေဟိန်းတန်ကြီးနဲ့အတူတန်ကြိုးတွေကသူ့အလိုလိုပြုတ်ထွက်သွားခဲ့ပါတယ်တစ်တာအဖုံးကချက်ချင်းဆိုသလိုပွင့်ထွက်သွားပြီးအထဲကနေမိကိုအမဲရောင်တွေနဲ့အတူဆက်ဆုပ်ယွန်းစားဖွယ်ရာအပုပ်နှံ့တွေကဒေါ်အုပ်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပြီးအဲ့ဒီမိကိုလုံးကြီးတွေကြားထဲကနေတိတ်ဆုံးသွားခဲ့ကြတဲ့သာသနာအရေးချုံဘုံကြီးဆိုးတွေရဲ့မျက်နှာပြက်ကြီးတွေကတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီးစူးစူးဝါးဝါရေမောလိုက်ကြပါတယ်သူတို့ရဲ့အကွက်ကွဲရေတံတွေကြောင့်ဒေါ်အုပ်ကြီးတစ်ခုလုံးတုန်ခါသွားစေခဲ့ပါတယ်ငါတို့ကရဟန်းဝတ်တွေနဲ့လူတွေကိုလှည့်စားပြီးဆွေတွေငွေတွေကိုတိတ်ပိုက်ခဲ့တာငါတို့ရဲ့ဘုံကြီးเจ้าတွေကငါတို့အတွက်တော့ငွေစားတဲ့နေရာတွေပဲဘယ်ဖျားတရားကမှငါတို့ကိုမတားနိုင်ခဲ့ဘူးအဲ့ဒီမိစ္ဆာဝိညာဉ်တွေရဲ့စကားတန်တွေကကျော်စွာရဲ့နစီတဲကိုဓာတ်ရိုက်စိတ်ဝင်လာခဲ့ပါတယ်ကျော်စွာတယောက်သူ့ရဲ့ခြေလမ်းတွေကိုတော့လုံးဝမရက်တန့်ခဲ့ပါဘူးဒီလိုသာသနာကိုအကာအကွယ်ယူပြီးကိုကြိုးစားနေခဲ့ကြတဲ့တီလာကင်းမဲ့ပြီးရွာသားတွေကိုဒုက္ခပေးခဲ့ကြတဲ့ဘုံကြီးဆိုးတွေရဲ့နောက်ဆုံးအကျဉ်းချံတွေကိုသူကိုယ်တိုင်ပဲဖျက်ဆီးပစ်ရပါတော့မယ်တစ်တာအမဲကြီးရဲ့အထဲမှာတော့ဖျားဟောစာပေတွေအစားသွေးစွန်းနေတဲ့
အဝေးဟောင်းတွေအောက်လန်နီနဲ့ပြူစားထားတဲ့အယိုးကောင်းတွေနဲ့အတူရွာသားတွေစီကမတရားညှစ်ယူထားတဲ့ဆွေတယ်မြောက်များကိုလည်းတွေ့လိုက်ရပါတယ်ဒီအရာတွေကသူတို့တက်စီထင်ရှားစီစဉ်ကပြုလုပ်ခဲ့တဲ့အကုသိုလ်တွေနဲ့လောဘမောဟတွေရဲ့ပြရုပ်တွေပဲဖြစ်ပါတယ်ဦးတောင်းဆွေကနောက်ကနေမိတို့ကိုကန်ရင်អော်လိုက်ပါတယ်ကြော်စွာမတိုးနဲ့တော့အဲ့ဒီနေရာကကျိန်စာတွေတိတ်ပြင်းထန်လွန်းတယ်ငါတို့အားလုံးတေကုန်ကြလိမ့်မယ်ဒါပေမဲ့ကြော်စွာကနောက်ကျောင်းပြန်လှည့်ဖို့လုံးဝမစင်စားတော့ပါဘူးသူကတစ်တာအမဲကြီးစီယာကိုအမြန်ဆုံးဝင်သွားခဲ့ပါတယ်ကြော်စွာရဲ့ရင်ဘက်ကဒဏ်ရာကနေစီးကျနေတဲ့သွေးနက်တွေကဆွေဝါရောင်အလင်းဖြော့လေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးတစ်တာပေါ်ကိုတစက်စက်ကျသွားခဲ့ပါတယ်အဲ့ဒီအလင်းတောက်လေးတွေကတစ်တာရဲ့အောက်လန်းအင်းကွက်တွေကိုစတင်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်ညောင်ပင်ကြီးပေါ်ကတရေဖုံးကြီးတွေရဲ့ဝိညာဉ်ဆိုးတွေကနာကျင်လွန်းလို့စူးစူးဝါးဝါအော်ဟစ်လိုက်ကြပြီးသူတို့ရဲ့မျက်နှာဆိုးကြီးတွေကလေထဲမှာတုန်ခါသွားပြီးကြော်စွားကိုတက်ပစ်ဖို့အတွက်အားလုံးစုပြုံပြီးဆင်းလာခဲ့ကြပါတယ်ကြော်စွားတစ်ခုလုံးကိုအေးဆက်လာတဲ့မိစ္ဆာစွမ်းအင်းတွေကလာရောက်ပတ်သက်နေပြီးအသက်ဆူရတာအမတန်ကြက်တဲလာခဲ့ပါတယ်ဒါပေမဲ့သူကတစ်တာအမဲကြီးထဲကအကုသိုလ်ပစ္စည်းတွေကိုဖျက်ဆီးပစ်ဖို့အတွက်ဘေးနားမှာရှိတဲ့ဦးတောင်းဆွေရဲ့မိတို့ကိုအားကုန်သုံးပြီးလှမ်းယူလိုက်ကတစ်တာထဲကိုပစ်ထည့်လိုက်ပါတော့တယ်မိတောက်တွေကတစ်တာထဲကသွေးစွန်းတဲ့အဝတ်တွေနဲ့အောက်လန်းပစ္စည်းတွေအပေါ်ကိုကျရောက်သွားပြီးပုံမကြီးမားစွာတောက်လောင်သွားခဲ့ပါတော့တယ်ငါတို့ရဲ့အင်းကွက်တွေကိုမဖျက်ဆီးနဲ့မင်းကိုငါတို့ငရဲပြည့်အထိဆွဲခေါ်သွားမယ်ဝိညာဉ်ဆိုးတွေကကြော်စွားကိုအမှောင်ထုထဲကိုဆွဲခေါ်ဖို့ကြိုးစားကြပေမဲ့တစ်တာထဲကမိတောက်တွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲညောင်ပင်ကြီးရဲ့တစ်ကိုင်းချောက်တွေပေါ်ကတင်ငန်းဟောင်းတွေဟာလည်းတစ်ခုပြီးတစ်ခုမိဆွဲလောင်ကုန်ကြပါတယ်ရွာသားတွေဟာမြူခိုးတွေကြားထဲကနေဒီမြင်ကွင်းကိုကြည့်ရင်အံ့ဩထိတ်လန့်နေခဲ့ရပါတယ်သာသနာအရေးချုံဖုန်ကြီးဆိုးတွေရဲ့ကျိန်စာတွေလောဘတွေအားလုံးဟာဒီမိတောက်တွေကြားထဲမှာတစစပြကြပျက်စီးသွားပါတော့တယ်ကျော်စွာတယောက်အရန်ကြောက်နေခဲ့ပေမဲ့အခုချိန်မှာတော့သူ့ရဲ့ရင်ထဲမှာစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုခံစားလိုက်ရတာသူကညောင်ပင်အိုကြီးရဲ့အောက်ခြေကမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီးသူ့ရဲ့နောက်ွယ်မှာတော့လောင်ကျွမ်းနေတဲ့တစ်တာမဲကြီးနဲ့အတူမိစ္ဆာဝိညာဉ်တွေအားလုံးဟာအော်ဟစ်ညီးတွားရင်းပျောက်ကွယ်သွားခဲ့ကြပါတော့တယ်အမောင်ထုနဲ့မြူခိုးစစိမ့်တွေအားလုံးတဖြည်းဖြည်းချင်းလွင့်ပြေသွားခဲ့ပြီးလာရောင်ตาရတဲ့တင်ကြိုင်ကုန်းဟောင်းကြီးရဲ့ပုံရိပ်ပဲကြံ့ရစ်ခဲ့ပါတော့တယ်ကျော်စွာတယောက်ခက်ခက်ခဲအသက်ဆူရင်းမျက်လုံးတွေကိုမှိတ်လိုက်တဲ့အချိန်မှာပဲအဝေးကနေတဖြည်းဖြည်းတက်လာတဲ့မနက်ခင်းရဲ့အလင်းတန်းလေးကိုမြင်လိုက်ရပါတယ်သူတို့အားလုံးဟာတော်လန်လေးတိုင်းရွာဘက်ကိုပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်သာသနာအရေးချုံဖုန်ကြီးဆိုးတွေရဲ့ကျိန်စာတင့်တန်တာကြီးကတော့ဒီတောနက်ကြီးထဲမှာထာဝရမြေမြုပ်ပျက်စီးသွားခဲ့ပါပြီမိုးတောက်ရန်အလင်းဖြောကတစ်ကိုင်းချောက်တွေကြားထဲကနေတစ်ချက်တိုးဝင်လာပေမဲ့တော်လန်လေးတစ်ခုလုံးကတော့စိတ်အေးပြီးမှောင်ရိပ်တန်းနေတုံးပါပဲကျော်စွာကဦးတောင်းဆွေရဲ့ပခုံးကိုအာကိုတကြီးမိတွဲပြီးခြေလန်းတလန်းချင်းစီကိုခက်ခက်ခဲလှမ်းလာခဲ့ပါတယ်သူ့ရဲ့ရင်ဘက်ကဒဏ်ရာကတော့သွေးထွက်တာကရက်သွားပြီဆိုပေမဲ့အတွင်းကနေလှိုက်ပြီးပူလောင်နေတဲ့ဝေဒနာကတော့ရော့မသွားခဲ့ပါဘူးလမ်းဆောက်လိုက်တိုင်းလေချောင်းတွေကနေသွေးညှော်နှံ့လို့ထိုးွားတဲ့အနံ့တွေကပြန်တက်လာခဲ့ပါတယ်ရွာသားတွေကတော့မိတုပ်တွေကိုကင်ပြီးစိတ်ကနေတိတ်ဆိတ်ပဲဆောက်သွားနေကြပါတယ်တောအုပ်ကြီးတစ်ခုလုံးကတေမင်းတမျှတိတ်ဆိတ်နေပြီးသူတို့ရဲ့ဖက်နှက်တန်တွေကပဲဟိန်းထွက်နေခဲ့ပါတယ်အနောက်ဘက်မှာတော့မီးလောင်ကျွမ်းသွားတဲ့ညောင်ပင်ကြီးနဲ့တစ်တာပြက်ကြီးရဲ့ပြာမှုန်တွေကလေထဲမှာတဖြည်းဖြည်းလွင့်ပါပြီးကြံရစ်ခဲ့ပါတော့တယ်လမ်းဘေးဝဲရာကမြူခိုးတွေကပါလွှာသွားပြီးဆိုပေမဲ့လေတုထဲမှာတော့ကျိန်စာတွေရဲ့အကျွင်းကြံအေးဆက်ခံစားချက်ကြီးကစိနေသေးပါပဲဦးတောင်းဆွေကကြော်စွာကိုကြည့်ပြီးတက်ပြင်းတစ်ချက်ချလိုက်ပါတယ်ကောင်းလေးရဲ့မင်းတကယ်ပဲအသက်ဘေးကနေလွတ်မြောက်လာခဲ့တာငါတို့ရွာသားတွေလည်းဒီညမှပဲမျက်စိပွင့်နားပွင့်ဖြစ်ကြတော့တယ်ငါတို့ကိုးကွယ်နေတဲ့သူတွေကသာသနာအရေးချုံပြီးဒီလောက်တောင်ရုပ်မာနေကြလိမ့်မယ်လို့ဘယ်သူကထင်ပါလဲဦးတောင်းဆွေကတိုးလေးကပ်ပြောခဲ့ပါတယ်သူတို့တွေတော်လန်တိုင်းလန်းဆောက်လာရင်းနဲ့ရွာရဲ့အဝင်ဝါကစိတ်ဟောင်းတစ်သားတရားလေးစီကိုရောက်စီလာခဲ့ကြပါတယ်ရွာကလေးကတော့လာရောင်အောက်မှာငြိမ်သက်နေပြီးမီလုံးလေးတွေကဟို
ဟိုတကွက်ဒီတကွက်မမိန်လေးလင်းနေခဲ့ပါတယ်ဒါပေမဲ့ကြောစွာရဲ့စိတ်ထဲမှာတော့တစုံတစ်ခုကထူးဆန်းနေတယ်လို့ခံစားလိုက်ရပါတယ်ပတ်ဝန်းကျင်ကခွေးဟောင်တန်လေးတစ်ချက်တောင်မကြားရပဲတေမင်းတမစိတ်ငြိမ်လွန်းနေခဲ့ပါတယ်ရုတ်တရက်ကြောစွာရဲ့ရင်ဘက်ကဒဏ်ရာကနေဝုန်းကနေပြပြင်းထန်ထန်ပြန်လဲကြိုက်ခဲလာခဲ့ပါတယ်သူမော့ကြည့်လိုက်တဲ့အခါမှာတော့တရားရဲ့တစ်ဖက်ချမ်းအမောင်ရိပ်ထဲမှာရက်နေတဲ့လူရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီလူရိပ်ကသင်္ကန်းနွမ်းကြီးကိုခြုံထားပြီးခေါင်းငုပ်ကမတက်ရက်နေခဲ့ပါတယ်ကြောစွာတယောက်နှလုံးခုန်တန်တွေကရင်ဘတ်ထဲကနေပေါက်ကွဲထွက်မတက်မြန်ဆန်လာခဲ့ပြီးခြေလှမ်းတွေကမြေပြင်ပေါ်မှာထပ်ပြီးတောက်တင်းသွားခဲ့ရပြန်ပါတယ်ဘသူလဲအဲ့ဒါဘသူရှိနေတာလဲဦးတောင်းဆွေကမိတို့ကိုဆေးကိုထိုးပြရင်အော်မေးလိုက်ပါတယ်မိတို့ရဲ့အလင်းရောင်ကအမောင်ရိပ်ထဲကလူရိပ်စီကိုရောက်သွားတဲ့အချိန်မှာတော့အားလုံးရဲ့ပါဇက်တွေဟာစစ်စီနဲ့ဆွန့်အားသွားကြရပါတယ်အဲ့ဒီနေရာမှာရက်နေတာကဦးဝီမလလည်းမဟုတ်ဦးနန္ဒလည်းမဟုတ်ပါဘူးအဲ့ဒါကကျော်စွာရဲ့ကိုယ်ပိုင်အရေးပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကကျော်စွာကတရားပေါ်မှာမတက်ရက်နေပေမဲ့သူ့ရဲ့အရေးကတော့တရားအောက်ခြေမြေပြင်ပေါ်မှာသင်္ကန်းဝတ်ကြီးဝတ်ဆင်ထားတဲ့ပုံသဏ္ဍာန်နဲ့လှုပ်ရှားနေခဲ့တာဖြစ်ပါတယ်အရေးရဲ့မျက်နှာနေရာမှာတော့အပေါက်ဟောင်းကြီးနှစ်ပေါက်ကကျော်စွာကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားလိုက်ရပြီးလေထဲမှာပါဏိကာရာတွေကိုပြောင်းပြန်ရွတ်ဆိုနေတဲ့အတန်တက်တဲ့ကပြန်လဲပဲ့တင်ထပ်လာခဲ့ပါတယ်တန်တရားမဆိုးမချင်းမင်းကငါတို့ရဲ့သားကောင်ပဲအဲ့ဒီအတန်ဆိုးကြီးကကျော်စွာရဲ့နားထဲမှာတင်မကပဲရွာသားအားလုံးရဲ့ခေါင်းထဲအထိစိတ်ဝင်သွားခဲ့ပါတယ်ကျော်စွာတယောက်အနောက်ကိုခြေတလန်းဆုပ်ဖို့ပြင်လိုက်တဲ့ချိန်မှာပဲသူ့ရဲ့ခြေထောက်ကတရားတစ်သားပြားတွေကနေမြူခိုးစစိမ့်တွေကပြန်လဲတိုးထွက်လာခဲ့ပါတယ်ကျင်းစာကလုံးဝပျက်စီးမသွားခဲ့ပါဘူးအကျင့်ပြတ်ချစားတဲ့ဖုံးကြီးတွေရဲ့အညှိုးတွေးတွေကကျော်စွာရဲ့ခန္ဓာကိုယ်နဲ့သွေးသားထဲအထိကူးဆက်သွားခဲ့ပြီးသူတို့ရဲ့နောက်ထပ်သားကောင်အဖြစ်တိမ်ပိုက်ဖို့စောက်ဆိုင်နေစေဖြစ်ပါတယ်ကျော်စွာတယောက်ဒီကျင်းစာဇိုးကြီးကနေဘယ်တော့မှလွတ်မြောက်နိုင်တော့မှမဟုတ်ဘူးဆိုတဲ့အသည့်နဲ့အတူတရားပေါ်ကနေမြူခိုးတွေကြားထဲကိုရိုင်လဲပြီးဝင်သွားခဲ့ပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်ကပြန်လှည့်ဖို့လုံးဝငြင်းဆန်နေခဲ့ပါတယ်မြူခိုးစစိမ့်တွေကသူ့ရဲ့ခြေထောက်တွေတင်မကပဲတကူလုံးကိုပါတရွေ့ရွေ့နဲ့ရစ်ပတ်ဝါးမြို့လာခဲ့ပါတယ်အနောက်ဘက်ကနေဦးတောင်းဆွေကအော်ဟစ်ပြီးလှမ်းဆွဲဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်ကကြော်စွာစီကိုမမီတော့ပါဘူးကြော်စွာပြန်ခဲ့အောင်ငါတူကြီးအစ်ကိုဆက်မသွားနဲ့တော့ဦးတောင်းဆွေရဲ့စိုးရင်တကြီးအော်ဟစ်တန်တွေကမြူခိုးတွေကြားထဲမှာတဖြည်းဖြည်းချင်းနဲ့ဝေးကွာပြီးတိုးမိန်ကြံရစ်ခဲ့ပါတော့တယ်ကြော်စွာတယောက်မြူခိုးတွေရဲ့အောက်ခြေအမောင်ထုထဲကိုဖြည်းဖြည်းချင်းဝင်သွားခဲ့ရပါတယ်သူ့ရဲ့ရင်ဘက်ကဒဏ်ရာကနေစီးကျနေတဲ့သွေးနက်တွေကခန္ဓာကိုယ်အနှံ့ကိုအစိမ့်ငွေ့တွေလိုပြန့်နှံ့သွားခဲ့ပါတယ်ဦးနန္ဒနဲ့ဦးဝီမလာတို့တက်စီထင်ရှားစီစဉ်ကပြုတ်လုပ်ခဲ့တဲ့သာသနာဖြတ်ရုပ်မာမှုတွေလောဘဇောတွေအားလုံးကကျော်စွာရဲ့စိတ်အစဉ်ကိုအတင်းကျပ်လွှမ်းမိုးဖို့ကြိုးစားနေခဲ့ပါတယ်အဲ့ဒီလိုဖုန်ကြီးဆိုးတွေရဲ့ကျင်းစာငွေတွေကကျော်စွာရဲ့အသွေးသားထဲကိုတစားတစားစိတ်ဝင်လာတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးအိမ်တွေကတဖြည်းဖြည်းချင်းအမဲရောင်ပြောင်းလဲသွားခဲ့ပါတယ်ကျော်စွာစိတ်ထဲမှာတော့ငါသူတို့လိုသာသနာဖြတ်မိစ္ဆာတွေရဲ့ကြုံအဖြစ်လုံးဝအဆုံးမပေးဘူးလို့အတင်းပြီးအော်ဟစ်နေခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့သူ့စကားကိုနားမထောင်တော့ပါဘူးအမောင်ထုထဲကနေတည်ဆုံးသွားခဲ့ကြတဲ့ဦးနန္ဒနဲ့ဦးဝီမလာတို့ရဲ့ပုတ်ပွားနေတဲ့ဝိညာဉ်ဆိုးကြီးတွေကပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်သူတို့ရဲ့မျက်နှာဆိုးကြီးတွေကကြော်စွာကိုစိုက်ကြည့်ရင်ကြောက်စရာကောင်းအောင်ရေမောလိုက်ကြပါတယ်မင်းဘလောက်ပဲရုန်းကန်ပါစေကောင်းလေးမင်းရဲ့ခန္ဓာကိုယ်ကငါတို့အတွက်နောက်ထပ်သားကောင်ဖြစ်သွားပြီဒီသာသနာအရေးခွန်ကြီးကိုခြုံပြီးကိုကြိုးစားတဲ့လမ်းစဉ်ကိုမင်းကပဲဆက်ပြီးတည်ဆောင်သွားရမယ်ကျော်စွာတယောက်အသိစိတ်တွေကတဖြည်းဖြည်းနဲ့ယော့နေလာပြီးအမောင်ထုထဲကိုလုံးဝလွင့်မျောပြီးဝင်ရောက်သွားခဲ့ပါတော့တယ်နောက်နေ့မနက်ရောက်တဲ့အခါမှာတော့တောအုပ်တစ်ခုလုံးမှာတာယာတဲ့နေရောင်ခြည်တွေဖြာကျနေခဲ့ပါတယ်ဒါပေမဲ့ရွာရဲ့အဝင်ကတစ်သားတရားဟောင်းကြီးပေါ်မှာတော့ကျော်စွာဆိုတဲ့လူငယ်လေးရဲ့အရေးရောင်ကိုတော့လုံးဝမတွေ့ရတော့ပါဘူးဦးတောင်းဆွေနဲ့ရွာသားတွေဟာတော်လန်တစ်ဆောက်ကိုအသေးအတန်စာဖွေခဲ့ကြပေမဲ့ကြံရစ်ခဲ့တာကတော့တရားပေါ်ကသွေးကွက်တချို့နဲ့ကျိုးပဲ့နေတဲ့ကျင်းဒီဆောင်ပြားလေးတစ်ခုပဲရှိပါတော့တယ်ရွာသူရွာသားအားလုံးဟာဝမ်းနည်းပူဆွေးမှုတွေနဲ့အတူရွာကိုပြန်လာခဲ့ကြပါတယ်
သာသနာကိုအလွဲသုံးစားလုပ်ပြီးကိုကျွန်းစားခဲ့ကြတဲ့တီလကင်းမဲ့ပြီးရွာသားတွေကိုဒုက္ခပေးခဲ့ကြတဲ့ဘုံကြီးဆိုးတွေရဲ့ကျိန်စာကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တော့ပါဘူးရိုးသားပြီးသာသနာကိုကြီးညိုလွန်းတဲ့ရွာသားတွေဟာဒီလိုဆိုးရုပ်တဲ့အကျင့်ပြတ်တဲ့ဘုံကြီးတွေကိုမျက်စိမှိတ်ပြီးကိုးကွယ်ခဲ့မိတဲ့အတွက်နောက်ဆုံးတော့တန်ဖိုးရှိတဲ့လူငယ်တယောက်ကိုစတေးလိုက်ရပြီမဟုတ်ပါလားလာပြညတကောင်ရံအချိန်ကိုရောက်တိုင်းမြူခိုးစစိမ့်တွေကြားထဲမှာပေါ်လာတတ်တဲ့ရွာပြောက်ကြီးနဲ့အတူဘုံကြီးကျောင်းပြက်ကြီးရဲ့ဒဏ္ဍာကြီးကတော့အခုထိဆင်တန်နေသေးပါပဲတော်လန်တစ်ဆောက်ပြက်တန်းသွားလာတဲ့ခရီးသည်တွေကတော့တကောင်ရံအချိန်မှာမြူခိုးတွေကြားထဲကနေတင်ကန်းကြီးကိုခြုံထားပြီးရင်ဘတ်မှာသွေးတွေနဲ့မျက်လုံးအိမ်ဟောင်းလောင်းပေါက်ကြီးတွေနဲ့ကြောစားရဲ့ဝိညာဉ်စိုးကိုလှမ်းမြင်တွေ့နေရတုံးပဲဖြစ်ပါတယ်သူကလည်းအရင်ကမိစ္ဆာဖုံးကြီးတွေလိုပဲလောဘဇောတွေနဲ့ရိုးသားတဲ့သူတွေကိုလှည့်ဖြားပြီးတားကောင်းတွေဖြစ်သိမ့်ပိုက်ဖို့ခြောက်ချားဖွယ်ရာပါဏိရွတ်ဆိုတန်တွေနဲ့စောင့်ဆိုင်နေစေဖြစ်ပါတယ်သာသနာအရေးချုံဖုံးကြီးတွေရဲ့ဆက်ဆုပ်ဖွယ်အကျင့်ပြတ်မှုတွေရှိနေသေးတော့ဒီအမှောင်ထုကျိန်စာကြီးကဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ပဲနောက်ထပ်သားကောင်းတွေကိုဆက်လက်စားဖွေရင်းကြံရစ်ခဲ့ပါတော့တယ်ဒီညမခွဲခွာခင်မှာဒီဇက်လန်ကိုသဘောကျရင်ဒီ channel လေးကို subscribe နှိပ်ပေးခဲ့ကြပါအောင်နောက်ထပ်စီစဉ်တွေမှာပြန်လည်တွေ့ကြပါဦးမယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာဆွေးလန်းကြပါစေ